အားလုံးပဲ အားလုံး ဒီ ပဲ လာပါ ဒီလေးကတော့ဒီလေးပြောလိုက်ဆိုမှကျွတ်နေတယ်မိတ်ဆွေတွေမိတ်ဆွေများအားလုံးပဲမင်္ဂလာနေ့တက်ကလေးပါဗျာဒီနေ့ကျွန်တော်တို့တွေကတနင်္လာနေ့အပတ်စဉ်မှာပါကျွန်တော်တို့ကအောင်မြင်သူအမေးတွေကိုလာရောက်ပြီးတော့မြောက်ပြီးမှအစီအစဉ်ကဏ္ဍပဲဖြစ်ပါတယ်ဒါကြောင့်ဒီထဲမှာနားထောင်နေတဲ့သူတွေရောလေ့လာနေတဲ့သူလေးတွေရောဒီအောင်မြင်တဲ့သူတွေဘယ်လိုမျိုးလုပ်ပြီးတော့ဘယ်လိုမျိုးအောင်မြင်သွားလဲဆိုတော့သူတွေအတွေ့အကြုံတွေနဲ့သူတွေသင်ခန်းစာတွေဆိုတော့မိတ်ဆွေတို့တွေကကျွန်တော်တို့နားထောင်ပြီးတော့ပေါ့နော်ကိုတာအောင်မြင်တဲ့သူတွေကပြည့်စုံတယ်ဆိုဘယ်လိုမျိုး live လုပ်ရမလဲဆိုတဲ့အတွေ့အကြုံတွေကိုမြောက်ပြီးမှအစီအစဉ်ပဲဖြစ်ပါတယ် ကဲရှင် အဲ့တော့ကျွန်တော်ဒီလေးရသူလေးတွေကျွန်တော်အနေနဲ့နောက်ထပ်အဖွဲ့စုဖွဲ့သားလေးတွေနောက်ထပ်ကိုရပြီးရတဲ့သူတွေတောင်းလိုက်လေးတွေများများတက်တော့ဒီလိုတွေမှာ share ပေးတာတော့ like လိုက် share လို့ပါလို့ကြပါဘူးเนาะကျွန်တော်တို့များများလေးလို့ဆိုပေးကြတယ်နော် များ ဒီနေ့ကျွန်တော်ကနေပြီးတော့ MC နေရာကနေတော့တောင်းယူပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီရောက်လုံးဝ show လေးကိုဒီနေ့ဖိတ်ခေါ်ပေးကြတာဖြစ်ပါတယ်ဒီလောက်ကိုတသိန်းခွဲတော့နာမည်လေးလည်းသိချင်ပါပဲအဲ့တော့ MC ရဲ့နာမည်လေးနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ် MC ရဲ့နာမည်ကတော့online လို့ခေါ်ပါတယ်ဒါဆိုရင်ဒီကအမားရဲ့နာမည်လေးလည်းမိတ်ဆက်ပေးလိုက်ပါဦး โอเคပါအားလုံးတွေ့ရတာမှန်တာပါတယ်ကျမရဲ့နာမည်ကတော့ခုနကလေးနိုင်လို့ခေါ်ပါတယ်မတွေ့ရတဲ့ကြာနေပြတာအရန်ကလန်းနေတာဖြစ်ပါတယ်ရှင် ဟုတ်တယ်နော်ကျွန်တော်ကိုယ်တိုင်လည်းနှစ်ရှိနေပြီဒီလိုနေရာမျိုးမှာပြောတာဒါဒုတိယကြိမ်လို့ပြောလို့ရတယ်ကျွန်တော်ပြည့်လက်ကြဘူးပေါ့နော်မပြောရတာအဲ့တော့ဒီကနေ့အောင်မြင်တဲ့သူတွေကအမြင့်ပြီးတော့ဒီအရမ်းမှစိတ်လို့ရှားတယ်ဘာလို့လဲဆိုတော့အခုမျိုးအောင်မြင်တဲ့သူတွေနဲ့အခုလိုမျိုးကင်မရာရှိမှမိတ်ဆွေတွေအရှိမှဒီလိုမျိုးလာရောက်ပြီးတော့အတွေ့အကြုံတွေညှောက်လို့ရတဲ့ဆောင်ပါစေအရန်မှလည်း PD ပြရတယ် ကဲရှင် အားလည်းကြောက်တယ်အဲ့တော့အမအနေနဲ့ DC ဘိုင်းမှာကျွန်တော်တို့ကတော့DC ဘိုင်းဖွင့်တဲ့နေကိုမြင်နေတွေ့တယ် ကဲရှင် ဒါပေမဲ့ကြော်ထားတဲ့လူတွေအများကြီးပဲ ကဲရှင် အဲ့တော့အမအနေနဲ့ DC ဘိုင်းကိုဘယ်လိုလုပ်ပြီးဝင်ရောက်လုပ်ထိုင်လာခဲ့တာလဲ โอเคပါဒီနေ့ပါဆိုလို့ရှိရင်အခုခေတ်ကကြတော့ online ခေတ်ဖြစ်တယ်ဒါကျမတို့ COVID-19 မဆက်ခင်တည်းက online လောကကြီးကကျယ်ပြန့်လာတာဖြစ်တယ်အဲ့တော့ကျမကနေပြီးတော့လေဒီနေ့ DC ဝါရေးကို online ကနေတွေ့ခဲ့တာတော်တော်များများတော့ဒီနေ့ဒီထဲမှာပါတဲ့သူတွေကတော့ဗောနော်ကိုဒါမိတ်ဆက်ပေးတဲ့သူတွေနဲ့ဒါ Messenger တွေ Telegram တွေမှာတွေ့ကြတာဖြစ်တယ်ဒီနေ့ AC မှာကြည့်ရှုနေတဲ့ညီကိုမောင်မတွေကတော့ဘယ်မှာတွေ့ခဲ့တာလဲကိုရဲ့ apply နဲ့စုံတွေ့မှုမှတ်တရလေးပြောပြပေးပါဦးဒီမက်ပလန်နိုင်ငံကနေပြီးတော့မက်ပလန်နိုင်ငံရဲ့ apply တိုင်းကိုဆိုင်တဲ့ကနေပြီးတော့သူက Facebook မှာစူးစမ်းရင်စူးစမ်းတော့ရမယ်ဝင်ငွေအခွင့်အလမ်းစိတ်ဝင်စားရင်ဖုန်းနံပါတ်လေးခြံခဲ့ပါဆိုပြီးတော့ဖုန်းနံပါတ်လေးခြံခဲ့ရင်းနဲ့ဒီနေ့ဒီနေရာမှာစုံတွေ့ခဲ့ရတာဖြစ်ပါရဲ့ရှင် ဟိုရန်တော့ပါတော့ကဲဆိုအားနေတာဖုန်းနံပါတ်လေးပြနေတော့ဆောင်တွေ့ခဲ့တာဟုတ်လား ကဲရှင် ဘာလို့ကိုယ်တိုင်လည်းဒီစပိုင်းမှာအောင်မြင်တဲ့စိတ်နဲ့ခုလည်းပဲငွေရလို့တိုင်လာခဲ့တာ ဟုတ်ကဲ့ရှင် ဟိုအရာနဲ့မှဆရာတက်တော်ကိုတွေ့ရဘာလို့ရှင်တို့တွေကအဲ့လိုမျိုးတွေ့တာတော့မယုံကြည်တာတွေတရားစိတ်ရှိတာအများကြီးတွေ့ရတယ်ဒီစပိုင်းဆိုလည်းလူတွေကအချင်းတွေလားဒီစပိုင်းကဟုတ်ကောဟုတ်ရလားဒီတေဝကြနိုင်ကြတာအများကြီးတွေ့ကြတာဟုတ်တယ်မ ဟုတ်ကဲ့ရှင် အဲ့တော့တချို့ကတော့ဒီစပိုင်းလုပ်ပြီးတော့တချို့တော့ဖက်သွားတဲ့လူတွေရှိတယ် ကဲရှင် အောင်မြင်သွားတဲ့လူတွေရှိတယ် ဟုတ်ကဲ့ရှင် အဲ့တော့ဒီစပိုင်းမှာဘာကြောင့်အောင်မြင်ကြတာလဲဆိုတဲ့ကြားလေးချက်မှတ်ပြီးတော့အမအနေနဲ့ညှောက်ဝင်ပြီးပါဦး ဟုတ်ကဲ့ပါဒီခေတ်လေးရတယ်နော်ရန်ကမှဒါလူတိုင်းအလေးများတယ်ဒါကျမကိုယ်တိုင်ကလည်းဖြစ်ချင်တဲ့လူတွေပဲဖြစ်တယ်ဒါကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကျမတို့က online လောကဖြစ်တဲ့အတွက်ကြောင့်မို့တချို့တွေကကြတော့လိလာရုံနဲ့ဒီယုံကြည်တဲ့သူရှိတယ်။ကျွတ်တော့လည်းစီးပွားရေးကုလမှုပြောပြနေရုံနဲ့ဒီစိတ်ဝင်စားဆိုတော့ဒါငါတို့အရင်တော့ကကြုံခဲ့ပြီးပြီဆိုပြီးတော့ထွက်သွားတဲ့သူတွေရှိတယ်ပေါ့နော်။ဒါကြောင့်မို့ဒီနေ့ဒီစီးပွားရေးမှာလည်းကျွန်တော်တို့ကခုနကမေးတဲ့လေးခုလေးပေါ့။ဒီနေ့ဒီစီးပွားရေးကိုလုပ်ပြီးတော့အားကြောင့်မလို့ကျွန်တော်တို့မအောင်မြင်ကြတာလဲဆိုရင်လေးခုလေးပေါ့နော်။ဒီနေ့ဥပမာအားဖြင့်ကျွန်မပြောပြနေတယ်။အခုရင်ဒီနေ့ကျွန်တော်တွေပေါ့နော်။စီးပွားရေးအရင်လုပ်တဲ့အခါမှာပေါ့စီးပွားရေးလုပ်တဲ့အခါမှာအောင်မြင်နေတဲ့စီးပွားရေးရှိတယ်လို့ကြားဆုံးတဲ့စီးပွားရေးရှိနိုင်လား ရှိတယ် ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆယ်တန်းဆောင်ပွဲမှာလည်းအဲ့လိုမျိုးပဲဆယ်ဆောင်ပွဲမှာဖြေလိုက်တဲ့လူကတော့တရားရအောင်ပဲဒါပေမဲ့အဲ့ဒီဒေတာမှာကျွန်တော်တို့မအောင်မြင်တဲ့သူရှိနိုင်လားရှင် ဟုတ်တယ် ရှိနိုင်တယ်နော်ဒီလိုပါပဲဒီနေ့ကျွန်တော်တို့စီးပွားရေးလောကမှာအောင်မြင်တယ်မအောင်မြင်ဘူးဆိုတာကတော့ကိုယ့်ရဲ့ကြုံစားအားထုတ်မှုနဲ့ပဲဆိုင်ပါတယ်ရှင်ဒီနေ့လူတိုင်းကတော့စီးပွားရေးလုပ်ကြတာပဲဒီနေ့ကျွန်တော်တို့ဒီစီးပွားရေးမှမဟုတ်ဘူးနော်ကျန်တဲ့ကျွန်တော်တို့စီးပွားရေးသေးစားတွေစီးပွားရေးကြီးတွေနော်ဒါကျွန်တော်တို့ဈေးရောက်ဈေးဝယ်တွေကအစဘယ်လိုစီးပွားရေးမျိုးကိုပဲလုပ်နေပါစေတေးကြတာတခုကကျွန်တော်တို့အောင်မြင်မှုသက်ဆုံးမှုဆိုတာရှိမှာပဲဒီຢာကကျွန်တော်တွေကအောင်မြင်နေမအောင်မြင်မှုဆိုတာကလည်းခုနကကျွန်မပြောသလိုပဲကျွန်တော်တွေကိုယ်တိုင်စူးစမ်းအားထုတ်မှုဘယ်လောက်ရှိလဲပြီးလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ကဒီနေရာမှာဘယ်လောက်ထိအောင်မြင်ခြင်းလဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုပေါ်မှာတော့မူတည်တာဖြစ်တဲ့အကြောင်းလို့ကျွန်တော်ဒီစီးပွားရေးမှာမဟုတ်ပါဘူးကျန်တဲ့စီးပွားရေးတွေဘယ်လိုစီးပွားရေးမျိုးဆိုကျွန်တော်တို့အောင်မြင်နေတဲ့သူတွေရှိတယ်စဆုံးတဲ့သူတွေရှိတယ်ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုနဲ့ကိုယ့်ရဲ့လုပ်ဆောင်မှုပေါ်မှာပဲမူတည်တာဖြစ်တဲ့အကြောင်းလို့ဒီနေ့စီးပွားရေးလုပ်တဲ့အခါမှာလည်းမအောင်မြင်တဲ့သူဆိုတာလည်းရှိနိုင်တာပဲဖြစ်ပါလိမ့်ရှင် ဟိုအရင်ကောင်းတော့ဒီလိုပေါ့ ဟုတ်ကဲ့ပါရှင် ဒါကြောင့်တော့ခုနကအမှားပြောသွားလို့စိတ်ရည်မှလည်းစက်တဲ့ကြည့်ရအောင်လည်းကြည့် နိုင်နေရှိ ဒီဒုစားတဲ့ပေါ်တော့ နိုင်နေရှိ ဟိုဒီကကြည့်နေတဲ့မဲတော်ဘာလို့လဲတဲ့အောင်မြင်တဲ့တွေကအားကြောင့်အောင်မြင်သွားပြီးတော့ကြာချိုးတဲ့တွေကအားကြောင့်ကြာတယ်မဲတော်တွေနဲ့မြောက်သွားလို့အဖြေလေးတွေရလိုက်တယ် နိုင်နေရှိ
သိကြတဲ့လူတိုင်းကတော့အောင်မြင်တယ်လို့ပြောတော့ပါဇက်ကပဲပြောတာ ဟုတ်တယ်ဇက် အဲ့ဒါကတော့မထူးသားကြအောင် မှန်တယ်ရှင် ဒါပေမဲ့တို့တွေကကုမ္ပဏီကနာမည်ကြီးတာရှိတာ ဟုတ်ကဲ့ လူတွေကတော့ကိုလိုချင်တဲ့ຢာတွေလုပ်ပြီးတော့နောက်အချိန်ကြာမြင့်လာတဲ့အခါမှာချိန်ပေါ်လာတဲ့အခါမှာဆိုရင်နောက်ဆုံးစူပိုင်မပေါင်းတာဖြစ်လာတယ် မှန်တယ်ရှင် အဲ့လိုမျိုးတွေများတယ်ကဲဆရာကဘာလဲကြောင်းသွားပြီးကြောင်းပြေးတဲ့သူက ဟုတ်ကဲ့ ဒါအဲ့ဒါကျွန်တော်လည်းပါတယ်။ကြောင်းနေရာကြီးမှာကျွန်တော်တို့ဖြေခဲ့တယ်နော်။ဒါပေမဲ့စသလုံးစီပိုင်းကတော့ကျွန်တော်တို့ပုံမြင်ပူစားမိတဲ့သူဖြစ်ပါတယ်နော် ဟုတ်ကဲ့ ။ဆိုတော့ဘယ်လိုလေးတွေမြင်ချင်တယ်။ဒီကပြပြတဲ့လူတွေလည်းချစ်တဲ့လူတွေကအမကိုလည်းဒါတဲလေးတွေလိုက်လေးတွေအားလေးရှိတော့နော်။ပြောင်းလေးကြောက်ပါနော်။ဒါပေးတော့ပါ။ဒါဆိုရင်ဒီစီပိုင်းမှာချွတ်တော့မိတာဝင်မြဲရတာမင်းလာကြည့်တယ်။ရှင်းရမလား ကဲနေတဲ့နဲ့ ။ဟုတ်ကဲ့။ဝင်မြဲရပြီးတော့ချွတ်တော့မိတာဂျာမှုတွေလည်းရကြတယ် ကဲရှင် ။ဂျာမှုတွေရတော့ဘာကြောင့်ဒီစီပိုင်းမှာမမြဲကြတာ။ဘာကြောင့်ဖတ်သွားအောင်လာလဲ။အဲ့ဒါတွေကသိပြီးအမြင်လေးတွေရှင်းပေါ်တယ်။လောလောနားမလဲဘူး ဟုတ်ကဲ့ရှင်ဒါလေးတွေကကြတော့ဒါကျမတို့တွေကတော့ဒါမေးသိတဲ့မေးခွန်းလေးတွေဖြစ်တယ်ဒါကြောင့်ကစပိုက်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဒီ channel တွေကိုတိမှတာလေကိုနိုင်ကိုကလည်းယုံကြည်မှုအတင်းနဲ့စူးစမ်းလို့ရမှာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေ့ကျမတွေက MC အတွက်လည်းအသေးလေးတွေပို့ပေးပါအောင်ဘလူးကြီးလေးစဉ်းစားတာတွေ့ရတယ်နော်များများလေးပြန်လဲပြီးတော့ကျမတို့တွေနှိုးဆော်ပေးပါအောင်ရှင်ထပ်မှန်ပြီးတော့ MC အတွက်လည်းအသေးလေးတွေပို့ပေးမယ်ပြီးလို့ရှိရင်ကျမတို့တွေကိုသိချင်တာလေးတွေကိုလည်း comment လေးမှာရေးလာပေးမယ်ဒီနေ့ MC ကနေပြီးတော့ဒီနေ့မောင်ကြီးညီမလေးတွေရေးလာတဲ့နောက် comment ကအမေးလေးတွေကိုလည်းပြန်ဖြေပေးအောင်မှာဖြစ်ပါတယ်ရှင်ဒါတော့ပြန်လေပြီးတော့မေးပေးဦးမှာဖြစ်တယ်ခုနကမေးတယ်လို့ပြောပါတော့ကျမတို့တွေဝေကအမြဲတမ်းရတာလားပြီးလို့ရှိရင်ဓာတ်တွေရမှာဘာကြောင့်ထရရတာလဲဆိုရင်အကြောင်းလေးကိုလည်းကျမကပြောပြပေးချင်နေတာကြာဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဒီမေးခွန်းလေးရကြတော့ဒီနေ့ဒီစီးပွားရေးကိုလုပ်တဲ့သူတော်တော်များများကမေးလေးရှိတယ်ဝေကအမြဲတမ်းရတာလားဆိုဟုတ်ကဲ့ကျိုးစားနေတယ်ဆိုရင်တော့လူတိုင်းကဝေအမြဲတမ်းရမှာပဲဟုတ်တယ်နော်အကိုကြီးဒီနေ့ကျမတို့စီးပွားရေးတစ်ခုမှာတော့လှုပ်ဆောင်မှုတစ်ခုမှကျွန်တော်စူးစမ်းအားထုတ်လို့မရှိဘူးဟာလားဒီနေ့ဈေးအောင်လို့သူတယောက်ပဲကြည့်ကိုဟာလားဈေးဆိုင်မှာတော့ပစ္စည်းတွေအများကြီးတင်ထားလိုက်ပြီဒါနဲ့ဒီဆိုင်ကိုပြင့်ဖို့ပြေးနေမယ်ဒီဆိုင်ကိုချပြဖို့အတွက်ကျွန်တော်တွေကပြေးနေမယ်ဆိုရင်ငွေရနိုင်မှာမလား ။ဘယ်ရနိုင် မရနိုင်ပါဘူးဒီလိုပါပဲကျွန်တော်တွေစီးပွားရေးအခုလုပ်တဲ့အခါမှာလည်းဒီနေ့စီးပွားရေးနဲ့ပတ်သက်တဲ့ကျွန်တော်တွေတင်ယူလေ့လာရမယ့်အရာတွေရှိတယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကလက်တွေ့စူးစမ်းရမယ့်အရာတွေရှိတယ်ကိုတက်ကြွထားရမယ့်အရာတွေရှိတယ်ဒီအရာတွေကိုကျွန်တော်တွေကကိုယ်တိုင်ကျွမ်းကျင်ပြီးနေ့စဉ်နဲ့အများဒီဇိုင်းမမတ်လုပ်ထားမယ်ဆိုရင်ဝင်ငွေတွေကကျွန်မဆိုတစ်လောက်ကို3,900 3,800ထိရတာရှင် ။အိုးအရင်တော့များတာပေါ့ ကဲရှင်ဒါပေမဲ့လို့ဆိုတော့မဟုတ်သေးဘူးဒီနေ့ရာထူးရပြီးတော့ဘာကြောင့်ထွက်တာလဲဆိုရင်ကျွန်တော်တို့ success small ဆိုတဲ့ဒီကုမ္ပဏီမှာဆိုလို့ရှိရင်ရင်ကျေးမှု15ချက်ဆိုတာရှိတယ်ကိုကြီးဘာကြောင့်လဲဆိုတော့လူတိုင်းကစီးပွားရေးတစ်ခုအောင်မြင်တယ်ဒီနေ့ကျွန်တော်တို့စီးပွားရေးအသေးလေးမဟုတ်ဘူးနိုင်ငံပေါင်း8နိုင်ငံ9နိုင်ငံကိုခွဲထားတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်လို့အရှမ်းမှာစီကံရှိတယ်နီးစနစ်နီးလမ်းတွေရှိတယ်ဒီနေ့ကျွန်တော်တို့ဒီနေ့စီးပွားရေးလာလုပ်တဲ့သူတွေထဲမှာလူအမျိုးမျိုးရှိတယ်ဟာလားစိတ်တွေသဘောထားအမျိုးမျိုးရှိကြတယ်တချို့သောသူတွေကကြတော့စီကံချက်တွေလိုက်နာတဲ့သူတွေရှိတယ်တချို့သောသူတွေကြတော့မိစတိနီလန်းတွေကိုမှန်မှန်ကန်ကန်လုပ်တဲ့သူတွေရှိတယ်အဲ့ဒီကမှကျွန်တော်တို့စီကံချက်မညီတဲ့သူတွေမှန်မှန်ကန်ကန်မလုပ်တဲ့သူတွေပြီးရင်လူငွေရှုပ်ခွေတဲ့သူတွေငွေကြီးရှုပ်ခွေတဲ့သူတွေဆိုလို့ရှိရင်တော့ဘာယာထူးပဲဖြစ်နေပါစေဒီနေ့ဒီစီဝိုင်းလေးမှာကျွန်တော်တို့ရေရှည်အောင်မြင်နိုင်မှာမဟုတ်တယ်လို့ပြောတချို့တော့ထွက်သွားတဲ့သူတွေကလည်းစီကံချက်နဲ့မကိုက်ဘူးလို့ဥပဒေနဲ့မကိုက်ဘူးလို့ထွက်သွားရတဲ့သူအများကြီးရှိပါဒါပေမဲ့ကိုရင်မတကူတော့ထပ်တော့ပြန်မလို့ရေးချင်တာကလေဒီနေ့ကျွန်တော်တွေထောက်သွားတဲ့သူတော်တော်များများရာဖြစ်တော်တော်များများကသူတို့တွေကဒီစနစ်နီလမ်းမမှန်ကန်ဘူးဆိုတာကိုချပြပြီးတော့ထွက်တာလားဒါမှမဟုတ်သူတို့တွေကဒီနေ့စစမောစီပွားရေးမကောင်းဘူးဆိုတဲ့ချက်ကိုပြောထွက်လိုက်ရှိလားရှင် ။ဟိုသူတို့တွေကတော့ဟောင်းပဲ ဟုတ်ကဲ့ပါရှင်နော်ဒါတော့ဘယ်သူမဆိုပေါ့ကိုအပြစ်လုပ်ထားလို့ရှိရင်ကိုရင်းနေငယ်တော့ကဆိုလေအဲ့လိုကိုပဲလေအမေကိုအမှန်တိုင်းမပြောရဘူးတမလားကိုကစာမှုပဲမှာအမှန်နဲတယ်ဆိုရင်တော့မှပဲကိုကစာမကြက်လို့စာမလုပ်လို့မပြောရဘူးအမေတမီးမဖြေနိုင်လိုက်ဘူးကောင်းဘူးလို့ဝိနည်းခဏခဏသွားနေလို့ဆိုသူတို့ကြောင်းကြချက်တွေမျိုးမျိုးပြတဲ့ဒီလိုပါပဲဒီနေ့ကျမတို့တွေကဒီနေ့ဝင်မြဲတဲ့စစ်စင်းပြီးတော့ယာထူးပြတဲ့အခါမှာကိုနိုင်ကိုကလုံးဝပေါ့နော်ဒါအောင်မှုကိုဇက်တိုက်လိုချင်တယ်ကျမတို့တွေယာထူးပြပြီးတော့မှပဲကိုရဲ့ဝင်ငွေတွေအများနဲ့ရပြီးတော့စီကံချက်နေစနစ်နီးလန်းတွေမှန်ကန်နေဆိုလို့ကတော့စစ်စမောကြီးပိုင်းမှာထွက်သွားတဲ့သူဆိုတာမရှိနိုင်ပါဘူးရှင်တော့ငါကျမတို့တွေဝင်ငွေတွေဒါအများနဲ့စစ်စင်းသားဆိုရင်တော့ခုနကကျွန်မပြောတော့ပဲနေစနစ်နီးလန်းမှန်ကန်တယ်ဆိုရင်လူတိုင်းဝင်ငွေတွေအများနဲ့စစ်စင်းမှာဖြစ်တယ်လို့ယာထူးပြပြီးထွက်တယ်ဆိုတာကလည်းနီးလန်းနေစနစ်တွေတဲ့ဥပဒေနဲ့ညီတဲ့ဒီလေးတာထွက်ရတာဖြစ်ပါရဲ့ရှင်တော့ ။ဟိုအရင်ကပေါင်းလိုက်တာတော့ ဟုတ်ကဲ့ပါရှင် ဘာလို့လဲဆိုတော့သိကြတယ်တော့တရားရမျိုးလက်ခံတယ်။ဟုတ်ဘယ်ရှိပါလဲ။ဒီမျိုးအရင်များတယ် ဟုတ်ကဲ့ရှင် ။တချို့ကတော့ဘယ်လိုတခါရပြီးဆိုတော့ဒါတိုင်းလို့ပြောတော့ ကဲရှင် လူမလို့ရှင်တော့ ဟုတ်ကဲ့ရှင် ဘယ်တည်းကအလားလို့ပြီးနောက်လာတယ်လုံးလုံးစံမွေးတယ်လုံးတစ်ချက်ပေးနေရရှိလို့ပါ မှန်တယ်ရှင်မပေး ရှိ ရှင် ရောတော့လားအားလို့ပဲဟိုကြိုးစားတဲ့သူပုံမှန်ကြိုးစားပြီးတော့အများအားအလုံးလုံးဒီမှာဆိုတာကြာ ဟုတ်ကဲ့ရှင် ဘယ်ကိုပိုင်ကြီးပါလိမ့်မယ်ကွာဇာဝယ်ဒီဟုတ် မှ လား န်တယ်
နောက်တစ်ခုကကျွန်တော်ရာထူးရသွားတယ် မှန်တယ် ရာထူးကြီးဘာသာဖတ်တယ် ကဲရှင် အဲ့ဒီမှာလည်းခုနကငါပြောတဲ့စီကအရန်မှန်မှန်ကျွန်တော်တို့ဒီရှုံးမှုကဘယ်တော့မှတော်နေမသိ yes လူတယောက်ကစီကမရှိရင် မှန်တယ် ကျွန်တော်အခုမရှိတဲ့ကောင်းလို့ပဲပြည့်စုံသွားတာ မှန်တယ်ကို အဲ့တော့ကုမ္ပဏီအစားထိုင်ပါနေပြီးသား ကဲရှင် ကောင်းနေနေပြီးသား ကဲရှင် ဝင်လေလည်းကိုယ်နိုင်ငံဖြစ်တော့ပဲရှင်းနိုင်ငံမှာဆိုတရားဝင် ကဲရှင် ဟိုအရန်ကကောင်းမွန်တဲ့ထိုင်ပါတဲ့ကုမ္ပဏီလုံးမှာတော့ဝင်ရတာကကျွန်တော်တို့ကညာကတော်တော်လေးပြီးစားတယ် မှန်တယ် ဒါပေမဲ့ကျွန်တော်တို့ကစီကမလိုက်နိုင်တာတဲ့ဒီတော့ကတော့ဝင်တော့ဆုံးဆုံးရတဲ့နေရာပေါ့နော် โอเคပါရှင် အဲ့တော့ဒေတာကကိုယ်အောင်မြင်ခြင်းကစီကံကအစားပေါ့နော်အဲ့တော့စီကံရှိမှတွေကညီမှုကိုအများဆုံးရရှိမှဖြစ်ပါတယ်အဲ့တော့ risk တွေပဲဒီစီကံမရှိအောင်မြင်နိုင်ဘူးပေါ့ တော်သူတွေကရှိတယ်လေဘာဘယ်လိုမျိုးလဲဆိုတော့အချောင်းလုံးကျင်ကြတာ အော် တခါတော့လည်းကျူးစားမယ်နောက်ခါဆိုလို့ရှိရင်ခုနကပြောသလိုပဲမကျူးစားတော့ဘူးဆိုတော့စေကိုမရနိုင်ဘူးလေဟုတ်တယ်မလား ဟုတ်တယ် ဒီနေ့ကိုယ်တိုင်ဆိုရင်လည်း company passion တစ်ဆိုရင်ပဲကိုယ်တိုင်ကတော့တခါအလုပ်လုပ်ပြီးတော့ဝင်မြင်တဲ့တောင်းနေမယ်ဆိုရင်ကိုယ်တိုင်ကိုပေးနိုင်တာလား ဒေတာလည်းအလုံးလုံးကမ်းမယ်အဲ့ ဟုတ်ကဲ့ စိတ်ကလည်းကိုယ်လည်းစိတ်တော့ဒေတာ ကဲပါရှင် အဲ့တော့လက်ရှိကလည်းသူ့နေရာကိုနေရာတွေးကြည့်ဖို့တော့အဲ့တော့ကိုယ်တိုင်အားလည်းအဆောင်ရစိတ်တွေဖြစ်နေတယ်ပေါ့ကျွန်တော်တို့ကရာတစ်ခါရောက်လိုက်တာလည်းဒါတိုင်းကိုတကားမှုကြည့်လို့ရပဲ မှန်ရှင် ဟုတ်ကဲ့အဲ့ဒါဆိုရင်တော့ဒီခုလေးလည်းထပ်ပြီးမေ့ချင်သေးတယ် ကဲပါ ဟိုကြည့်နေတဲ့လူတွေရောအထီးရောသဘောကျရဲ့လားတကယ်လို့သဘောကျတဲ့ဒီကမှမပဲအဲကျွန်တော်တို့လိုက်လေးတွေတဲလေးတွေလက်ပြီးတော့ပေါ့နော် ကဲ ပြီးလို့ရှိရင်ကျွန်တော်နောက်တစ်သိချင်တဲ့အကြောင်းအရာလေးကိုမှလေးတွေမှာဘေးကုန်းလေးတွေရေးလာခဲ့တော့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာအချိန်များရင်တော့နောက်ခေါက်အဲ့ကုန်းမလေးတွေအပြင်လို့ဆက်မှတော့နောက်တော့ခေါင်းဆောင်တွေကဒါပြောင်းလို့ပြီးပါဘူးအဲ့တော့နောက်တဲ့လူတွေပေါ်တော့ဗာလဲဆိုလူအများစုကကျတော့ကုမ္ပဏီတွေအများကြီးပဲ ဟုတ်ကဲ့ရှင် ဒါပေမဲ့ကုမ္ပဏီအများကြီးတော့စီးပွားရေးကလည်းအခုဒီနေ့ကမှဆိုတော့ဗတ်တဲ့ကုမ္ပဏီဆေးဝင်နေတယ် ကဲချ ဒါပေမဲ့သူတို့ကစီးပွားရေးမကြိုက်ကြဘူး ကဲရှင် အဲ့ဒါကျွန်တော်စဉ်းစားတယ်ဒီလိုမြန်မာလူမျိုးတွေအရင်အောင်မြင်ပေးနေတဲ့ကုမ္ပဏီတစ်လုံးကလူတိုင်းမကြိုက်ကြတာဘာကြောင့်လဲအဲ့ကျွန်တော်ဖြေရှာလို့မရဘူး ကဲရှင်ဒါဆိုလို့ရှိရင်ဒီနေ့ကျမတို့တွေအခုအနေနဲ့ online မှာဒါ online ဈေးတွေများဝင်ဘူးလားရှင် အများကြီးပဲဒီလို ဟုတ်တယ်နော်โอเคသူတို့တွေကကျတော့ကိုယ်နိုင်တဲ့ဘိုင်းကနေကိုယ်ပိုင်စီးပွားရေးလုပ်နေကြတာဟုတ်တယ်နော်โอเคနောက်တစ်ခုကကျတော့ထပ်ပြီးတော့မေးချင်တာကဒီနေ့ကျမတို့မှာဒီထိုင်းနိုင်ငံမှာဆိုရင်လည်းကြည့်ကောနော်စက်ရုံအလုံးယုံမှာတွားပြီးတော့စမှတ်ပြီးတော့အလုံးလုပ်တဲ့သူနဲ့ဟာလားကိုယ်ပိုင်လုပ်ငန်းလေးပေါ့ဟာလား2000ကပဲစစ2000ကပဲစစဆိုပြီးတော့လုပ်ချင်တဲ့လူတွေကပို့ပြီးတော့များတယ်ရှင် ဟောကျွန်တော်တို့ဝန်ထမ်းလာကစားလို့တဲ့သူတွေများတယ်တက်တက်ပိုင်းလုပ်တဲ့သူတွေရှိတော့ အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကျမတို့လူအများမကြိုက်ရတဲ့အကြောင်းရင်းပေါ့နော်နံပါတ်1ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုနံပါတ်1ကိုယ်တိုင်ကစဉ်းစားရတော့မယ်ကိုယ်နဲ့ကဥဆောင်ရတော့မယ်ကိုနဲ့ကငွေအားတွေထုတ်ရတော့မယ်ဒီရှက်ကိုကြောက်ဖို့တချို့သောသူတွေကဒီစီးပွားရေးကိုမကြိုက်တချို့ကြတော့လေအသိပညာဘာလို့တူတာနဲလို့ဆိုပြီးတော့ဒီနေ့ဒီစီးပွားရေးကိုမလုပ်ချင်ကြဘူးနောက်တစ်ချက်ကကြတော့အနေအေးတယ်ကျွန်တော်ကတော့လူကြီးကျွန်တော်ကတော့မောင်ကြီးကဲတုန်းလေးလူအများနဲ့စကားပြောရတာမကြိုက်ဘူးဆိုပြီးတော့ဒီစီးပွားရေးခွင့်လန်းတွေကိုမလိုချင်ဘူးဆိုပြီးတော့ကျွန်တော်တို့မကြိုက်လို့ငင်းနေတယ်လည်းရှိတယ်အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့ပေါ့နော်ဒါငွေအရှင်စိုက်ပြီးတော့ထုတ်လိုက်ရမှာကြောက်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ပိုင်စီးပွားရေးကိုမစတင်နေကြတာဖြစ်တယ်ဒါကြောင့်လည်းကျွန်တော်တို့ဒီနေ့စက်ရုံလုံးရုံလေးမှာဟုတ်တယ်မလားကျွန်တော်တို့တစ်ပိုင်းတစ်ပိုင်းစီးပွားရေးလုပ်တဲ့နေရာတွေမှာလူတော်တော်များများကဒီလုပ်တွေကိုစိတ်ဝင်စားနေလုပ်ကြတာဖြစ်တယ်ကိုက1000ရင်းပြီးတစ်ကောက်ပြန်ရမယ့်အရာ2000ရင်းပြီးတော့ကျွန်တော်တို့4,600 900ပြန်ရမယ့်အရာဆိုလို့ရှိရင်ကိုယ့်ဘက်ကအရင် site ထုတ်ပြီးအရှိဖေးမှမှာဖြစ်တဲ့အတွက်ကြောင့်လို့မလုပ်ချင်ကြဘူးပေါ့နော်ဒီချက်တွေကကြတော့ဒါလူအများမကြိုက်ရတဲ့အကြောင်းလေးနောက်တစ်ခုကကြတော့ဒီနေ့ကျွန်တော်တို့လူအများကြီးနဲ့မလုပ်ချင်လို့ဆိုပြီးတော့ညှိကြတဲ့သူတွေရှိတယ်ဒီနေ့တချို့ကလောင်းပြန်ဝင်စိတ်ရုံလို့ဒီမှာလူနိုင်ရှိတာ ဟုတ်တယ်ရှိတယ် နော်ဒါပေမဲ့အဲ့ဒီနေရာမှာကြတော့ပြောတယ်ဒါပေမဲ့အခုလိုမျိုးကိုကဥဆောင်ပြီးတော့လူအများကိုပြန်လေမြောက်လို့ပြရမှာမပြောနေတဲ့တူတွေလည်းရှိကြတယ်ပေါ့နော်နောက်တစ်ခါကြတော့ဒီနေ့ဒီလိုနောက် marketing ပုံစံမျိုးကထိုင်းနိုင်ငံမှာတော့အလုံးပေါင်း600ကျော်ရှိတယ် ဟိုလည်းက ဟုတ်ကဲ့ရှင်အလုံးပေါင်း600ကျော်ရှိတယ်အဲ့ဒီအလုံးပေါင်း600ကျော်တဲ့ကမှတကယ်ထိုင်းနိုင်ငံမှာကျွန်တော်တို့တရားဥပဒေနဲ့ညီညွတ်ပြီးအောင်မြင်တဲ့ပုံတွေက9လုံးပဲရှိတယ် ဟောငါလုံးမရှိလား ဟုတ်တယ်ရှင် ဟုတ်လားညာတော့အားလုံး ဟုတ် ရှိ တယ်အဲ့ဒီ600ကျော်တဲ့ကမှ9လုံးပဲရှိတယ်တချို့တော်သူတွေကကြတော့ဒီ9လုံးနဲ့မတွေ့ခဲ့ဘူး ဟုတ်တယ် လေများကုမ္ပဏီတွေဟာလားပြီးလို့ရှိရင် Manly Gate လိုမျိုးပြီးလို့ရှိရင် Gate စော်ရင်းနဲ့ကျွန်တော်တို့ပြတ်သွားတဲ့ကုမ္ပဏီမျိုးမှာတွားပြီးတော့သူတို့လုပ်ကင်ခဲ့တဲ့အခါမှာသူတို့တွေကသူတို့လုပ်တဲ့စီးပွားရေးမှန်ကန်လားမမှန်ကန်လားအရှင်မလေးလာဘဲနဲ့လုပ်လိုက်တဲ့အခါမှာသူတို့အမိန့်ခံရတယ်။အဲ့လိုခံရတဲ့အခါမှာသူတို့ကအကုန်လုံးကိုဝယ်လုံးချစ်ရှင်နဲ့သိပြီးတော့ဒီလိုစီးပွားရေးတွေကမကောင်းဘူးဒီလိုလုပ်ပြီးဆိုလို့ရှိရင်ငါတို့ကမအောင်မြင်နိုင်ဘူးဆိုပြီးတော့လူတိုင်းမှာကြာဖူးနာဝရှိတဲ့စကလုံးလေးတွေနဲ့ဒီစီးပွားရေးကခုနကငါတို့တွေ့ခဲ့တယ်လို့ပဲဂျင်းကုမ္ပဏီပဲနေမှာဂျင်းစီးပွားရေးပဲနေမှာဆိုပြီးတော့လူတော်တော်များများကအဲ့လိုမျိုးပေါ့နော်မှန်မှန်ကန်တဲ့ကုမ္ပဏီတွေမှန်မှန်ကန်တဲ့ဒီစနစ်နဲ့တိစောက်ထားတဲ့
ဒါလုပ်ငန်းတွေမှာတွားကြောင်းလုပ်ကင်ပြီးတော့စဆုံးသွားတဲ့အခါမှာသူတို့တွေကဒီနောက်ထပ်ပေါ့ဒီလို company တွေတွေ့လာစစ်မှန်တဲ့ marketing တွေတွေ့လာတဲ့အခါစစ်မှန်တဲ့စီးပွားရေးကိုတွေ့လာတဲ့အခါမှာမလုပ်ရဲကြတော့ဒီရှက်တွေကြောင့်လည်းတော်တော်များများကဒီနေ့ပေါ့နော်ဒီစီးပွားရေးဖွင့်လန်းနေဆိုလို့ရှိရင်မကောင်းဘူးဒီစီးပွားရေးဖွင့်လန်းနေဆိုမကြိုက်ဘူးလို့နေကြတာဖြစ်တယ်ရှင် 我现在嘛来了，这个回来嘛，人家也来了，人家就来了嘛，喏，现在嘛来记录的嘛，喏，他妈的话来开嘛，这里，除了这个的，我们西瓜一家，我那个啥，的什么比如老外都给背了，都在谁，那个什么比，那比慢慢都在都里面，有些家，我西瓜呀嘛，你那样嘛，比不高，贵呀，太阳嘛，背了我们家，我们是干嘛些家？我那如果就那个俺个外人嘛，ဒီကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေကဗါလဲနေပြီးပေါ်ရှိတာ ဟုတ်တယ်ရှင် ပြီးလို့ရှိရင်လည်းကိုလုံးတဲ့လုပ်ငန်းတွေကလည်းမအောင်မြင်တဲ့ပုံစံနဲ့သွားတွေ့တာအဲ့တော့လုံးလုံးဆောက်ရတယ်မှာငါလုံးသိမှတဲ့လုပ်ပြီးပြေးဖို့ဆိုတာအရင်ကကတယ် မှန်တယ်ရှ ရှင် င် မေးစေတယ်ဘယ်တော့မှကြည့်နေတဲ့သူတွေဘယ်လိုပြောလဲဝမ်းသာလို့ရတယ်လက်တော့တယ်မှာဝမ်းသာလိုက်ဘာလို့လဲဆိုတော့ကျွန်တော်ဒီနေ့လာပြောပြီးတော့စမ်းမကုန်ပြီငါလုံးနဲ့ကိုပြောလို့မဲ့ မှန်တယ်ရှင် ဟိုအရင်ကမှကောင်းတယ်ဒါကြောင့်လည်းဆိုဒီနေ့ရင်းချက်ကဂျင်းပြီးမှလည်းမဟုတ်ဘူးလူတွေကတိမှလည်းမဟုတ်ဒါကြောင့်လည်းဆိုဂျုံကြီးမူလေးတစ်ခုကြီးလိုက်ကြတယ်ဒီစီမံမအောင်လို့ရ ဟုတ်ကဲ့ နောက်ကတော့မရှိလို့ကြိုးစားဖို့လို့ပြောတာပေါ့နော်။အချမ်းတော့မှတော့ကြားရတယ်။ဘာလို့လဲဆိုတော့ကုမ္ပဏီအများကြီးအဲ့လိုမကောင်းတဲ့ထိုင်မှမှုရှိတဲ့ကုမ္ပဏီတွေကတွေ့တဲ့ကောင်ဆိုဘယ်လိုရှိနေညံခါတာ။အဲ့ရှိတယ်ရှိတယ်ရှိတယ် ပြလည်းအတွေ့တိုင်းပဲလေ online စီးပွားရေးဆိုဘိုးမှန်တာရောမမှန်တာ ဟုတ်တယ်ဟုတ်တယ် ဆိုလို့ရှိရင်လည်းအဲ့လိုပြောပဲကောင်းတာရောမကောင်းတာရောအများကြီးကြုံလာတဲ့အခါမှာလူတော်တော်များများကဒီຢာတွေကမကောင်းဘူးဆိုတော့ဝက်လုံးချစ်ရှင်လေးတွေချလိုက်တာပေါ့နော် ဟုတ်တယ်ဒီနေရာမှာကျွန်တော်တို့ရွှေတစ်စစ်အလုပ်မျိုးပေါ့နော် ဟုတ်ကဲ့ရှင် စစ်တဲ့ကြည့်တယ်ပေါ့ တိုင်းတိုးတက်တာဆိုတော့လေဟုတ်ကဲ့ရှင် အချမ်းမှကောင်းတယ်နော်ဒါဆိုရင်တော့မရှိလို့နေတယ်ဒီနေ့ဆက်ပြီးအလင်ကန်ပြီးတော့မစိုးရင်လည်းနော် ဟုတ်ကဲ့ရှင် ဒီအောင်မြင်တဲ့ကိုယ်ကမရှိလို့လာပြီးအပြစ်တယ်လာပြီးတော့ကြည့်ရပါတော့အဲ့တော့ကျွန်တော်တို့မေးခွန်းလေးတွေထပ်ပြီးမေးချင်သေးတယ် ဟုတ်ကဲ့ပါမင်း ဒါလေးကလည်းအရင်ကမှရေးကြည့်တယ် ကဲ့ရှင် ဘာလို့လဲဆိုတော့ကျွတ်တော်သူတွေကပစ္စည်းတွေသုံးတဲ့အခါမှာဆိုရင်ဈေးကြီးရတယ်ဈေးနေတာတွေတို့တွေကရွေးချယ်ကြတယ် မှန်တယ်ရှင် အဲ့တော့တော်တော်ကုန်ပြီပစ္စည်းတွေဆိုရင်ချိုးတော့200 300လောက်ရှိလို့ဈေးကြီးတယ်တတ်မှတ်တော့ ဟုတ်ကဲ့ ဆက်နေဆိုသူတို့ကဈေးချိုးတယ်ဒါပေမဲ့အဲ့လိုတရားနေရတယ်ဈေးကြီးတယ်5နဲ့ဈေးကြီးတယ်ဆိုတော့ပုံမြက်ဈေးကြီးတတ်မှတ်ကြတယ်ရှင် ဟုတ်ကဲ့ရှင် အဲ့ဒါဘယ်လိုများတို့ရှင်းလို့ရပါလဲအဲ့ဒါ ဒါလေးကတော့လွယ်လွယ်လေးပါဒီနေ့ကျမတို့တွေပေါ့နော်ဒါ quality ဆိုတဲ့အရေးအသွေးနဲ့တိုင်းကြလို့ရတယ်ဒီနေ့ကျမတို့တွေဈေးဆိုင်တစ်ဆိုင်မှာသွားမယ်အကိုရဲ့ဈေးဆိုင်တစ်ဆိုင်မှာသွားပြီးတော့ကျမတို့ဒီမှာဆိုပါစို့ထမင်းစားမယ်ပေါ့ဟုတ်လားထမင်းစားတဲ့အခါမှာကိုက30ရထမင်းစားမယ်ပေါ့30ရထမင်းစားတဲ့အခါမှာတိကျတယ်30ရဖြစ်တဲ့တော့စံကောင်းချင်ကောင်းတယ်မကောင်းချင်ကောင်း မဟုတ်နိုင် နောက်တစ်ခုကကြတော့ကဲကျမတို့တွေသူချက်ထားတဲ့စစ်တမ်းကျင်တတ်မယ်မတတ်ကျင်တတ် ဟုတ်တယ်သူကကြောင်လို့ သူတို့ကြောင်အောင်လုပ်မှာပဲတော့သူ30နဲ့ရောင်းလာတာဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့ကိုက်ညီတဲ့အရေးသွေးကိုပဲသူပေးမှာအဲ့လိုမျိုးတကယ်တော့ကိုကထမင်းတစ်ပွဲကို100ဘတ်ပေးရမယ်ဆိုပြီး100ဘတ်နဲ့ကိုက်ညီတယ်ဘာဖြစ်လဲကျမတို့တွေထမင်းပါမယ်ဟင်းပါမယ်ဟလားထမင်းဆိုလို့ရှိရင်ကောင်းကောင်းလေးသူတို့ပေးလိမ့်မယ်ဟုတ်လားတချို့စီဆိုရှိပါထမင်းစားတဲ့ခါမှာဆန်ကွာလုံးဝစားမှုဆိုတဲ့တွေရှိတယ်ဒါကျမတို့တွေဒီလိုမျိုးပဲပါဆန်တော်မှပဲကွာလေးဆိုင်ရဲ့အရေးသွေးတော်မှာပဲကျမတို့တွေ1ကီလိုကို60ရန်ရှိတယ်100ရန်ရှိတယ်20ရန်ရှိတယ်ဒီလိုမျိုးပါပဲဒီနေ့ကျမတို့ Success More ဆိုတဲ့ company မှာလည်းထုတ်ကုန် product တွေကဈေးကြီးတာမဟုတ်ပါဘူးရှင်ကျမတို့ရဲ့အရေးသွေးလိုက်ထုတ်ပေးရတာဖြစ်တယ်ထုတ်လုပ်ထားတဲ့ product တွေရဲ့အရေးသွေးရဆိုလို့ရှိရင်လည်းဓာတုပေဓာပစ္စည်းတွေဆိုတာတက်ဖို့တဘာဝတိတိတင်းတိဖို့တွေကိုကျမတို့တွေကတကယ့်ကိုမှနိစနိစကြအချုံးကြကြပေါင်းဆက်ပြီးတော့ထုတ်လုပ်ပေးရတာဖြစ်တယ်ပြီးထုတ်လုပ်ပေးတဲ့သူကလည်းကျမတို့တွေမတောက်တစ်ခေါက်မဟုတ်ဘူးရှင်တကယ့်ကိုမှတိုင်းနိုင်ငံစီးရီးသားစေရုပ်ကပါသူပွင့်ရရှိထားတဲ့ before တိုင်းကကျမတို့တွေဒီထုတ်ဖို့ project တွေကိုထုတ်လုပ်ပေးရတဲ့ဖြစ်နိုင်ငံတကာကနေပြီးတော့အသိမှတ်ပြုလက်မှတ်တစ်စိတ်တွေလည်းရရှိထားတာဖြစ်တယ်။အဲ့ဒါအခုတခုပြောချင်တာကဒီနေ့ကျမတို့တွေပေါ့ကျမဆိုလို့ရှိရင်သွားကြမှာရင်မကောင်းတဲ့သူတယောက်ဖြစ်တယ်။သွားရဆိုငငယ်လေးတွေကပိုးစားလာ။ဒါဆိုကျမကသွားလိုက်စေဆိုလို့ရှိရင်ကိုကအရင်ကနေစားလုံးလောက်တာဖြစ်တဲ့ကြောင့်20တန်ဘူးတဘူးပဲတော့မယ်။အဲ့ဒီ20တန်ကတဘူးကို150 gram ပါတယ်။အခုကဘူးကြီးကြီးနဲ့တနာလုံးသုံးလို့ရရင်ဆိုကူကသုံးလို့ရရင်ပြီးရောဆိုဝင်လိုက်တာ။ဒါနဲ့ရေးရှိပါဖြစ်တာလဲဆိုတော့ဒီသွားတွေကပွားပိုးစားတာကိုဒီကတဖြည်းဖြည်းနဲ့ပို့ပြီးတော့သူကဓာတုစေဝါပါတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့သွားနဲ့မကိုက်ညီတာဖြစ်တဲ့အတွက်ကြောင့်တဖြည်းဖြည်းသွားတွေကပိုးစားပြီးစားလာတယ်။နောက်တော့ကျမတို့ပိုးစားရင်ငုတ်ကြရင်ကြရင်နဲ့ဘေးနာတစ်ချောင်းထပ်ကူးတယ်နောက်ထပ်ကူးတယ်ကွီးနဲ့ပါပြလဲဆိုတော့အမေမွေးတော့ငါတော့အကုန်လုံးကကျမမှဆိုရင်အခုဆိုလို့ရှိရင်အကုန်လုံးကိုပြလိုက်ရ ဟုတ်လား လူပြလိုက်ရတာဖြစ်တဲ့ကြောင့်နံပါတ်1ပါဖြစ်လဲဆိုတော့ကျမတို့နံပါတ်1ကျမနာကျင်မှုတောင်ခံစားရတယ်နံပါတ်2ကျမဘာဖြစ်လဲအလုပ်ပြတ်တယ်အလုပ်ပြတ်တော့ပတ်စံရ
နံပါတ်3ပတ်စံရတဲ့အပြင်ပတ်စံမရှိတော့ဘာလို့လဲစုထားတဲ့စုပူတွေဖွဲပြီးတော့ကျမတို့ဆေးရုံဆေးပြားမှာတော့ပြန်ပြရနံပါတ်4ခရတူလာရင်ပြက်စီသွားတယ်ဒါဆိုလို့ရှိရင်ဒီຢာတွေဆုံးရှုံးသွားမှာတက်ဆိုင်ရင်တေးကြတယ်ကျမတို့ကနေ့စဉ်သုံးပစ္စည်းကိုဟာလာကျမတို့ဈေးပေါ်ရင်ပြီးရောဈေးတက်တာပြီးရောဆိုသုံးလို့မရပါဘူးရှင့်ကြာကြာဝါမဲ့ကွာအယိုးရှိချောင်ဆိုတယ်လို့ပဲကျမတို့တွေကပြန်ပြီးတော့အသက်သက်ပြန်လဲရနိုင်တဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့အင်္ဂါအစိတ်ပိုင်းတွေအတွက်ဆိုလို့ရှိရင်ကျမတို့တွေက quality ကောင်းတဲ့ပစ္စည်းတွေကိုသုံးမှအစစ်ပြေမှာဖြစ်တယ်ဟုတ်တယ်မလားရှင်ဒါကြောင့်မို့ကျမတို့အဲ့လို quality ကောင်းတဲ့ပစ္စည်းတွေကိုသုံးမှတာမှာဖြစ်မှာလေမိတ်ဆွေတို့ကျမတို့တွေကဟာလာခုနကကျမပြောတဲ့အချက်၄ချက်ကိုပြန်လဲဖိုင်ဆိုင်တော့မှာဖြစ်တယ်ပတ်စံလည်းမကုန်တော့ဘူးအလားပါတရားကြီးလည်းကျမတို့မပြတ်စီတော့အမွေမွေးတော့ကအစီလက်အင်္ဂါတာအကောင့်ကတိရှိနေမယ်ပြီးလို့ရှိရင်ကိုယ်တိုင်လည်းလုပ်ငန်းတွေမပြတ်တာဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့ဝင်ငွေတွေကလည်းနှစ်ဆယူမလားသုံးဆယူမလားလို့စပလောက်ကိုပြန်လဲယူလို့ရတာဖြစ်တယ်ဒီနေ့ထုတ်လုပ်ပေးထားတဲ့ပစ္စည်းတွေကလည်း quality ပြည့်ပြီးတော့တဘာဝတိတိတိကျတွေနဲ့ပေါ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့ကျမတို့လုံးဝသုံးလိုက်ရတဲ့အရေးသွေးလေးတွေပေးလိုက်ရတဲ့ပိုက်ဆံကတန်နေရမယ်ဆိုတော့ကျွန်မအာမခံချက်ပေးနိုင်ပါလေရှင် ဟိုကျန်တဲ့မကောင်းတော့ဟုတ် ဟုတ်ကဲ့ရှင် ဘာလို့လဲဆိုတော့ခုနကမှပြောရတယ်မှာဘုံဒီပိုင်ရှင်ကိုယ်တိုင်ကဆင်းအောင်ပါလို့ ဟုတ်ကဲ့ရှင် အဲ့ဒါနဲ့စီလက်ဆေးပဲဆရာအောင် ဟုတ်ကဲ့ရှင် အကျန်တော့မကောင်းတော့ဘာလို့လဲဆိုတော့ကျွန်တော်ကဘုံဒီပိုင်ရှင်ကိုယ်တိုင်နဲ့ဆရာအောင်ဖြစ်တယ်သူထုတ်လုပ်တဲ့အရာတွေကလည်းပြုံးသွင်းကိုယ်တွေနဲ့ထုတ်လုပ်တာ ဟုတ်ကဲ့ စိုက်ရပတ်တွေမရှိဘူး မှန်နေရှင် ဟောခုနကကျွန်တော်တို့ကအခုစားလိုက်ဘောသားရဲ့အကျိုးတွေခံရတယ်အကောင်းဆုံးကအကျိုးအာနိသင်ခံစားခွင့်ရ ကဲ့ရှင် ဘာဝေးဒီတို့ကဈေးနေတာဈေးကြီးတယ်ပဲကောင်းလဲဆိုဈေးကြီးတာပဲကောင်းတာပဲ မှန်နေရှ ဟုတ် င် တယ်မလားတရားလည်းပြောတာစပိန်နဲ့ဆိုင်ကကွာဆိုကားနဲ့ဝင်းနဲ့ကွာဖုံးမှဆိုတဲ့ဘူဘောနဲ့နိုင်ဘူးနဲ့ကွာလို့ပြောပဲ ကဲ့ရှင် အဲ့လိုပြောပဲအရာရာတိုင်းမှာတော့တန်ပြီးတော့ကြည့်ကြတာပေါ့နော် မှန်နေရှင် ဒါတရားလည်းတော့ဆရာကလည်းလုပ်တဲ့ပစ္စည်းတွေပို့ပြောယူမှုရှိတာပေါ့ဟုတ်ဆိုင်ကတကားရဲ့ထောက်ပြချက်တွေပြီးအများကြီးလူတွေထောက်ပြချက်အများကြီးရှိတယ်တော့ဟောနောက်တော့လည်းပြီးကြည့်နေတယ်မှာ ကဲ ဘာလို့လဲဆိုတော့နောက်တစ်ခုကကျတော့ဒီစီးပွားရေးမှာကျတော့သူကအများကြီးပြောတာရှိတယ် ကဲ့ရှင် အဲ့ဒါပါလဲဆိုတော့ဟိုလူခေါ်ရတာလို့ ဟုတ်ကဲ့ရှင် လူခေါ်မှာပတ်စံရတာလို့ ကဲ့ရှင် အဲ့ဒါကျွန်တော်ဈေးရောမှာပတ်စံရတာဆိုတာဘယ်လိုမျိုးပြန်ပြီးတော့ကိုရအောင် ဟုတ်ကဲ့ရှင်ဒါအခုကတော့ဒီနေ့စီးပွားရေးကိုဝင်လာပြီဆိုတော့တော်တော်များများဟာဒီနေ့ AEC မှာပဲကြည့်ကြည့်ရှုနေတဲ့လူတွေကတနည်းကေလောက်ရှိတယ် ဟာ ဟာ3K 4K ရှိတယ်သူကလူအများကြီးပြင်လိုက်တဲ့အခါကျတော့ဟေးသူတို့စီပွားရေးကစက်လူပေါ်မှာပတ်စံရမှန်းနေတူတယ်တချို့ကြတယ်ကျွန်တော်တို့တယ်လီဂရမ်မှုတွေမှာဆိုလို့ရှိရင်လူကြီးအများကြီးရှိတယ်အေးလူတွေအများကြီးပဲထောင်မနဲ့ရှိတောင်းနှမ်းရှိတော့ဒီလူတွေအများကြီးပေါ်မှာစီပွားရေးမှာပြင်မာလို့ထင်ကြတယ်ပေါ့နော်တကယ်တမ်းကျတော့ဒီစီးပွားရေးရဲ့ဈေးပတ်ပလန်ကြောင့်နားမလည်လို့ဖြစ်တယ်ရှင်ဒီနေ့ကျမတို့လူခေါ်မအောင်မြင်အောင်စီးပွားရေးဟုတ်ပါဒီနေ့ကျမတို့ခေါ်မအောင်မြင်နေဆိုတာဘယ်လိုနေရာမျိုးမှာလဲဆိုစက်ရုံရုံမှာပဲရှိတယ်။အော် ဟုတ်တယ် အဲ့ဒါတော့အခေါ်ခံရတဲ့သူကအောင်မြင်တာမဟုတ်ဘူးနော်။တထေးပဲအောင်မြင်မှာဖြစ်တယ် ဒီပြောရတာ အခုရင်မြင်ဘူးလားမသိဘူး။ထိုင်းနိုင်ငံကျကျမတို့မဟာချိုင်မာတို့စမှုပကံတို့မှာဆိုလို့ရှိရင်စိုင်းရုပ်တွေနဲ့ခေါ်ကြတယ်လေ။ဒီနေ့ဆိုလို့ရှိရင်စက်ချုပ်ကျွမ်းနေမင်းကလေးဘယ်နှယောက်ကက်တင်မိုင်းဘယ်နှယောက်ဆိုခေါ်တယ်နော် ဟုတ်တယ်ဟုတ်တယ် ။လက်ဆန်ရတာရှိ ဟောပတ်စံရပါလဲပတ်စံရတာ ။ဒါပေမဲ့ချမ်းသာပြောင်းလဲနိုင်တဲ့ဘဝပဲဆိုင်လိုက်တာ မပတ်စံ ။မပိုင်ဆိုင်နိုင်ဘူး။ဒီနေ့ကျမတို့အဲ့ဒီကြာကအဓိကပါချထားတဲ့အချက်ဖြစ်တယ် ဟုတ်တယ် ဒီနေ့ဒီစီးပွားမှာခေါ်လားဆိုခေါ်တယ်ရှင်ဒါပေမဲ့ကျမတို့ကိုပြောင်းလဲသွားအောင်လို့ခေါ်ပေးတာမျှဝေပေးတာစီးပွားရေးပါတနာဖြစ်ကျမတို့ကပြန်လည်ပြီးတော့မျှဝေပြီးတော့ဘယ်ကျမတို့ခေါ်ဆောင်ပေးတာဖြစ်တဲ့အခုပတ်မှာအားဖြင့်ကြည့်ရမယ်ဆိုရင်ကျမရဲ့ညီပြကိုစမ်းမရခလားကိုဘာလို့ရှစ်သိန်းနဲ့လက်တိုင်းလူတိုင်းရတယ် စပိန်ညာ ဟုတ်ကဲ့ရှင်ကျမရဲ့ညီပြလူတိုင်းဖြစ်နေကြဆိုလို့ရှိရင်သူကတလားကိုမသိပဲရ ပညာ โอเคရှင်ပြီးကျမရဲ့အပလိုင်းဒီစီပွားရေးနဲ့ကျမတော့တော့ချိတ်ဆက်ပြီးတဲ့သူကတလားကို2သိန်းပဲရတယ်ရှင် လဲတော့လို့ ဟုတ်ကဲ့ရှင်ဒါဆိုကျမကိုယ်တိုင်က3သိန်းခွဲရတယ်ရှင်ဒီနေ့ဒီမှာဆိုလို့ရှိရင်ခေါ်လိုက်တဲ့သူအစစ်စင်ကလည်းဝင်ငွေတွေတိတ်ခဏထိုက်ကြဒါဆိုကျမတွေကဒီနေ့သူတို့နဲ့အတူတူယုံကြည်မှုအပြည့်နဲ့လက်တွဲပြီးတော့အခေါ်ခံရတဲ့သူကလည်းတိတ်ခဏနဲ့ပြန်ရဒါဆိုလို့ရှိရင်ကျမတို့ကွာချောင်းလေးကိုမြင်သွားမယ်လို့ကျမမြင်ရှင်နော်နောက်တစ်ခုကကြတော့ဒီနေ့ဒီစီးပွားရေးမှာလူခေါ်နိုင်မှလည်းစီးပွားရေးမှာအောင်လို့မှာမဟုတ်ဘူး ဟုတ်တယ် ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေ့ကျမတို့စီးပွားရေးလုပ်နေတဲ့ပြည်အများကြီးပဲခေါ်လိုက်တာအောင်လို့နေစီကျမတစ်မျိုးလုံးတစ်စုလုံးတော့ခေါ်လာတာပေါ့ ဟုတ်တယ်အဲ့ဒါကြောင့် ဒီနေ့ကျမတို့မှာဆိုလို့ရှိရင်ဟာလာညီကုံမောင်နှမတမအေးလေးကမွေးတဲ့သူတော်တစ်စိတ်ချင်းရှိဆိုမှရှိတယ် မှန်ပါ ဟု ဘူး တ်တယ်နော်ဒီနေ့အကူကကဲမိမညီနေကိုညီလေးမိမလိုက်ယူပါလား မယူဘူးလေ မယူဘူးလေကအကူကဘုံရှိကြိုက်တယ်ကိုညီလေးစစ်တောင်းကြိုက်မှာပေါ့နော်ဒါတော့လူတွေတော်မှပဲဒီနေ့ကိုကိုတမွေးတမိခင်လေးကမွေးတဲ့သူတော်မှပဲကျမတို့တက်ဆက်ကျဲဖြစ်တာတက်ဆက်ကျဲဖြစ်ချင်တာမဟုတ်တဲ့အတွက်ကြောင့်လို့ဟုတ်တယ်နော်ဒါကြောင့်မို့ကျမတို့စီးပွားရေးလုပ်တဲ့ခါမှာလည်းအဲ့လိုမျိုးပဲ
မျိုးပဲလူတိုင်းကတော့အောင်မြင်တယ်လို့မပြောတာဟုတ်တယ်နော်ဒါနဲ့ပါဖြစ်လေဒီနေ့ဒီစီးပွားရေးမှာကျမတို့တကယ်ကိုနဲ့ရှင်ဘက်ချင်းတူပြီးတော့အမအောင်မြင်တယ်လို့ဘယ်လိုနည်းလမ်းနဲ့အောင်မြင်တာလဲဘယ်လိုနည်းလမ်းနဲ့စူးစမ်းတာလဲကျမတို့ကျမဆိုကျမရဲ့နည်းပြဘယ်လိုနည်းလမ်းနဲ့အောင်မြင်တာလဲကျမရဲ့ apply ကဘယ်လိုနည်းလမ်းနဲ့အောင်မြင်တာလဲသူတို့အောင်မြင်တဲ့အတိုင်းကျမကသွားမယ်သူတို့ညွှန်ပြပေးတဲ့အတိုင်းကျမကသွားမယ်ဆိုပြီးတော့ဒီနေ့ဒီနေရာမှာဝင်ငွေတွေပြန်လည်ရရှိလာတာဖြစ်တယ်အဲ့ဒါခုနလေးတိုင်းလေးတို့ပေါ့လူခေါ်နိုင်ကအောင်မြင်မယ်ဆိုလို့ကတော့ကျမတို့အမျိုးတွေတစ်ဆွေလုံးထည့်ပြီးတော့ခေါ်ထားလိုက်ပြီဟုတ်တယ်မလားရှင်ဘာမှမဖြစ်လေဒါမှမရဘူးဟုတ်တယ်မလားဒါကြောင့်ကျွန်တော်နဲ့အတူတူလက်တွဲပြီးအမှန်တကယ်စူးစမ်းတဲ့သူတာနေဒီနေ့ဒီနေရာမှာအောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့ကျွန်တော်တို့ခေါ်တိုင်းလည်းမအောင်မြင်ပါဘူးဒါကြောင့်ထွက်တဲ့သူတွေဆိုတာလည်းရှိတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဈေးအောင်မှပိတ်ဆိုင်ရမှာလားဒီနေ့ဒါဆိုကျွန်မမေးကြည့်မယ်နော်ဒီနေ့မိတ်ဆွေတို့ကျွန်တော်တို့ TikTok ထဲတွားပြီးတော့ကြည့်လိုက်မယ်ဟုတ်တယ်မလား Facebook page တွေမှာတွားပြီးတော့ကြည့်လိုက်ရင်လူတိုင်းကပစ္စည်းတွေမရောင်းကြဘူးရောင်းနေကြရောင်းနေတော့တချို့တွေဈေးရောက်နေအောင်မြင်တဲ့သူတွေမြင်ရတာမြင်ရတယ်မြင်ရနော်တချို့အဲ့ဒီထဲမှာကမအောင်မြင်တဲ့သူတွေမြင်ရတယ်မြင်ရတယ်ဒီလိုပါပဲကျွန်တော်တို့ဒီနေ့ကျွန်တော်တွေကလူတိုင်းကရောင်းချခြင်းနဲ့မกินဟုတ်တယ်နော်ဒါဆိုလို့ရှိရင်ရောင်းရင်းနဲ့အောင်မြင်နေတဲ့သူတွေလည်းရှိတယ်ဟုတ်တယ်ဒါပေမဲ့ကိုပြန်ပြီးရောင်းတာကြိုက်အရောင်းနဲ့ပဲကိုတွားနိုင်တာအဲရောင်းရင်းနဲ့ကြိုက်တယ်ဆိုကိုရောင်းရင်းနဲ့ကိုစီးပွားရေးလုပ်သွားလို့ရတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့စီးပွားရေးကနောက်ဘုံ marketing စီးပွားရေးဖြစ်တဲ့ကြောင့်နံပါတ်1ကိုနိုင်တော့ကလူအများကိုပြန်လည်မြောက်ပေးရမယ်နံပါတ်2မှာဆိုလို့ရှိရင်ကိုတိုင်းက product တွေကိုသုံးနိုင်ရမယ်နံပါတ်3မှာဆိုလို့ရှိရင်တော့ကိုနဲ့တူတူစီးပွားရေးလုပ်မဲ့တူတယ်ကဲကိုကစီမံခန့်ခွဲပေးတတ်ရဈေးရောက်တဲ့သူဆိုရင်ဈေးရောက်နေကိုစုကဲနောက် marketing မှာတည်ထောင်ပြီးတော့စီးပွားရေးလုပ်မဲ့ဆိုနောက် marketing မှာတည်ထောင်ပြီးတော့ကျမတို့လူအများကိုခေါင်းဆောင်ဖြစ်ကျမတို့ဝင်ငွေရအောင်ပြန်လည်လုပ်ထုတ်မဲ့သူဆိုပြီးတော့ကျမတို့တွားရမှာဖြစ်တယ်ဒါကြောင့်ကျမတို့တချို့တော့သူကဈေးရောက်နိုင်တဲ့မအောင်မြင်နိုင်ဘူးဘာကြောင့်လဲဆိုတော့တချို့တော့သူတွေကဈေးရောက်နိုင်မှမကန်ပြောင်းကြဟုတ်တယ်နော်တချို့ကလည်းဈေးရောက်နေပစ္စည်း quality မကောင်းလို့မအောင်မြင်ကြဒီနေ့ဒီစီးပွားရေးမှာဆိုလို့ရှိရင်ဈေးရောက်ရင်တော့အောင်မြင်နိုင်လားဆိုအောင်မြင်နိုင်ပါတယ်အောင်မြင်နိုင်ပါတယ်ဒါပေမဲ့တယောက်တည်းရောင်းပါနဲ့အသေးဖွဲစုပြီးရောင်းပါဘယ်ဟာပို့ပြီးအောင်မြင်နိုင်လဲရှင်တင်ခွင့်လည်းပြောတာလို့ဒါဆိုတော့ကျွန်တော်တို့ရောင်းနေဆိုရင်တော့ကပဲရောင်းမှန်တယ်မှာကလည်းအောင်မြင်တာဖြစ်တဲ့ကြောင့်ဈေးရောက်နိုင်လေမအောင်မြင်နိုင်တာဖြစ်တော့အရန်သမားကောင်းတဲ့မျိုးဖြေလေးတွေပါတော့ရှင်ကျွန်တော်လည်းအရန်သဘောကျတယ်ဒီစီဝါရပေါ်တိုင်းမှာတော့ဘာလို့ညာလို့ဆိုတာကျွန်တော်ဒီစားလာကစားနေပေါ်ရဲမှန်တယ်ရှင်ကိုကတော့ကပဲလိုက်သွားတာမှန်တယ်ရှင်မတတိဘက်ဆိုင်ရတာဒီလိုဆောင်းနေတယ်ဒီဘက်ချမ်းသာတယ်မကူကတော့ဘုရားပြရဟုတ်ကဲ့ဒီစီဝါမှာတော့အဲ့လိုမဟုတ်ဘူးပေါ်တဲ့သူလည်းဝင်လို့ရတယ်ပေါ်တဲ့သူလည်းသူလည်းအောင်မြင်သွားတာမှန်တယ်ရှင်လုံးတော့မျိုးရှိတာပေါ့ကဲရှင်အရန်တော့သဘောကျတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီစီဝါဒီတော့ဘာကလေးအစစ်မှန်တယ်ကိုကျွန်တော်တို့ကိုယ်တိုင်လည်းဒါသုံးစားနေတာပေါ့နော်ကဲပါရှင်ဘာလို့လဲပြည်တဲ့လူရှိလို့လဲကျွန်တော်တို့ပြောရတယ်နောက်တော့လိုက်ကျူးစားတာကဲရှင်နောက်တစ်ခုကတော့ဈေးရောင်းပါဘာဈေးရောက်လာတယ်လည်းအဲ့ဒါမကြည့်ဘူးမှန်တယ်ရှင်မစစ်မှန်တဲ့အစီအကြောင်းကြီးတဲ့အချက်ဆုံးလာပြီးလည်းရှိတယ်။ဗာလိန်လည်းပြီးတော့လည်းပြီးလည်းရှိကြတယ်။ဗာစစ်မှန်တဲ့ဒီနေ့လုပ်တယ်ဆိုတာစားတယ်။ရှင်းတဲ့လူလည်းရှိကြတယ်။ဟုတ်တော့ဘာပဲဖြစ်ဖြစ်ကြောက်တဲ့ကြောင်းဆိုလည်းကွက်တီးတဲ့ကြောင်းဆိုကွက်တီးကြောင်းလာပြီးတော့မြန်ဆန်တယ်။မှန်တယ်ရှင်။ဘောတာကြီးကျွန်တော်ကလည်းပညာအများကြီးရလိုက်တယ်။ကျွန်တော်ပဲဒီမှာဆိုလည်းအဲ့လိုပေါ့။အခုတည်းကျွန်တော်ကတော့ဒါတော့ကြာကျွန်တော်ကလည်း9တော့ရတယ်နော်။ဒီစားလာကစားတွေလည်းလောက်ဆိုင်ဆိုတော့ပေါ့။ဒါလည်းလည်းဟိုရှော့ညာလေးပြေးတော့သွားတော့အမားတို့ကိုမြင်တဲ့လူရှိလို့လည်းကျွန်တော်တို့လည်းဒီလိုမျိုးစူးစမ်းတဲ့ဟိုအားရည်ရှိတာပေါ့။ဒါဆိုလည်းလူတွေစူးစမ်းနိုင်ခဲ့တာ။ဟုတ်ကဲ့ရှင်။ဒီကမိတ်ဆွေတွေနေနဲ့လည်းဒီစီဝိုင်းဘောကအများကြီးမတွေးနဲ့ပဲ။ဒီကွာတကယ်အောင်မြင်တဲ့တကယ်ချမ်းသာခြင်းနဲ့ဆိုရင်ရှေ့ကလောက်သွားတဲ့အောင်မြင်တဲ့သူတွေပြောသလိုတွေးသလိုလိုက်လို့လိုက်မှချင်းလွယ်လွယ်လေးပဲ။ဒါကိုလည်းလမ်းဖောက်ဆက်ပြီးတော့အောင်မြင်တဲ့ကွန်ပျူတာတွေနဲ့မှာဒါလေးကိုကလမ်းချောက်သွားရုံမရှိတော့တယ်။မပိမှန်းတော့ဘူး။ဟုတ်ကဲ့ရှင်။ဒါတော့နေမျိုးလေးရှိမှဆိုရင်ဒီလာအောင်ပြရအောင်။ဒီစီလည်းဒီကမှတ်တယ်တဲလေးလက်ကြီးတွေတိတ်ပြီးသွားတယ်။စီထက်လည်းတဲလေးတွေဆရာတဲရကြိုက်တယ်ဆိုကျွန်တော်လည်းပြောလို့ကြည့်တယ်နော်။ဟုတ်ကဲ့ရှင်။မာကလည်းမတဲလေးတွေရကြတယ်။တက်တော့မှဆိုတဲလေးမှာဗျူတွေတက်မှာမချစ်ဘူးလား။ဒီဝန်တယ်လို့သူကတာနဲ့အဲ့ဒါဟိုတမင်မစားတာအများကြီးရှိတယ်။ဆိုတော့နောက်တဲ့မိကိုကြီးကတော့ဗာလဲဆိုချုံတော့သူကတင်မှုတွေအရင်ကြောက်ကဲရှင်တင်မှုရကြတော့တင်တန်းနေကျွန်တော်ပုံပြီးမှာဆိုတော့ကျွန်တော်ဘယ်လိုလဲတင်မှုတွေထားပြီးတယ်အဲ့ဒါလေးတွေကိုလည်းသူပညာရေးတွေလက်စိတ်ကမ်းပေးတာကဲရှင်လေးပြောင်းပေးတဲ့ပညာဘောကကျွန်တော်ကတင်မှာပြည့်တဲ့သူလည်းရှိရတယ်တင်ပါလေကဲရှင်ကမ်းသူပေးတာတော့တင်တန်းတွေတက်ရတယ်ကဲရှင်တင်တန်းတွေတော့အမြဲတက်ရတယ်ကဲရှင်ဆိုတော့ပြီးရင်အမြဲမလာဘူးကဲရှင်ဒါဆိုရင်အောင်မြင်နိုင်ပါ့မလားဟောဒါတင်တန်းတွေကိုအမြဲတမ်းတက်နိုင်မှာအောင်မြင်မှာလားဟုတ်တယ်ဟုတ်တယ်နောက်တစ်ခါကျတော့ရုပ်ကိုအမြဲတမ်းလာနိုင်အမြဲတမ်းလာနိုင်ဆိုတော့မိဖို့လေးမေးချင်တာပေါ့နော်။ဟိုဒီမိဖို့လေးကကျွန်မအရင်ကြိုက်တယ်။ဘာလို့လဲဆိုလို့ရှိရင်တချို့တော့သူတွေကစီးပွားရေးဝင်လာတဲ့အခါမှာဆွတ်ဆွပြောကြတာ
ကျွန်တော်တို့ကငယ်ငယ်တော့အကြောင်းထားတာရွာမှာတော့မှပဲစာကြက်ရမှာကြောင်းလို့ငါအကြောင်းလေးကြီးလာဆိုပြောတဲ့သူတွေလည်းရှိကြတယ် ဟုတ်တယ်ဟုတ်တယ် ဒီနေ့ကျမတို့တွေကကြတော့ဒီနေ့သိရမှာသူကကြတော့ဒီနေ့ကျမတို့ဒီနေရာမှာအောင်လို့ဆိုတာဟုတ်လားရှင်းလို့ရ ဟုတ်တယ် ဟုတ်တယ်နော်ဒါဆိုရင်ဒီနေ့ကျမတို့တွေကတိတ်လူချင်းကိုတော့ဘူးလားဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျမတို့လူချင်းတဲ့ဝင်တွေကအကိုရဲ့အခုလက်ကကြာရတယ်လို့ပြော8900 1000ရမယ်ဆိုရင်တော့ဒီနေရာမှာကျမတို့လုပ် ဟုတ်တယ်နော်ကျမလည်းတော့မလုပ်နဲ့ဒီနေ့ကျမဘုံနေငယ်ကြားနေနေအရင်ကျမစက်ရုံလို့ရုံပဲလုပ်မယ်ဒီနေ့ဒီနေရာကိုရွေးချယ်လိုက်တဲ့ရည်ရွယ်ချက်ကိုကျမဒီမိသားစုကိုမိတိဆောင်ထားပြီးတော့အောင်မြင်နေတဲ့သူတွေကိုကြားချင်တာဝင်ငွေကိုတိတ်ခဏတန်းတန်းထည့်ရချင်ဒါနဲ့ကိုလိုချင်တဲ့ငွေကတိတ်ခဏတန်းတန်းထည့်ရချင်တယ်ဒါနဲ့ကိုယ့်ရဲ့အသိပညာကိုယ့်ရဲ့ပပုတုတကိုယ့်ရဲ့မျှဝေနိုင်စွမ်းကနေ့စာအလုံးတော့ပဲဆိုရင်ရောကျမရဲ့ဝင်ငွေကအဲ့လောက်ပဲရမှာဖြစ်တယ် ဟုတ်တယ် အဲ့ဒီကျမတို့ကတိုင်းကနန်းလိုချင်နေဆိုရင်သူ့လိုချင်တဲ့ငွေပမာဏလိုက်ကိုထူးချော်အောင်ကျမတို့ကိုတင်ယူရ ဟုတ်တယ်ဟုတ်တယ် ကိုပြန်လေပြီးချက်ရလာအောင်ကျမတို့ကကိုမြင့်တင်ရဒီနေ့ဒီစီးပွားရေးမှာကိုတယောက်ချင်းနေမကအောင်လူအများကိုပြန်လေပြီးတော့တိုင်းကနန်းနဲ့ကုညီပေးရမှာဖြစ်ကြကိုကသူများကိုကုညီနိုင်ဖို့အတွက်ကိုယ်တိုင်ပြီးဖို့အတွက်တင်ယူရမှာဖြစ်တယ်ဒီနေ့တင်ယူခြင်းဆိုတာကကိုကတစ်ခုလေအတွက်ဟုတ်ပါလို့ရှိရင်ဒီနေ့ AC မှာကြည့်ရှုနေကြတဲ့မောင်လေးညီမလေးတို့တွေကျမတို့နဲ့အတူတူစီးပွားရေးလုပ်နေတဲ့ဒီပုံမှန်မှအားလုံးကိုပြန်လေပြီးတော့ကိုညီပေးနိုင်ဖို့အတွက်တင်ယူရတာဖြစ်တယ်ဒါဆိုရင်ခုနကလိုမျိုးတွေးလေးပြောင်းကြည့်လိုက်ဟုတ်လားကျွန်တော်တွေးကျွန်တော်ဒီနေ့အောင်မြင်ကျွန်တော်တက်တဲ့အောင်မြင်ခြင်းတို့အတွက်တင်ရမယ်ဆိုမတင်ဘူး okay ဒါပေမဲ့ကိုနဲ့တူတူလက်တွဲနေတဲ့သူမြန်မာလူမျိုးတွေမှာဆိုရှိတယ် brighter စတဲ့ရင်ရှိတယ် ဟုတ်တယ်ဟုတ်တယ် အဲ့တော့ကိုနဲ့တူတူလက်တွဲနေတဲ့သူကိုအောင်မြင်ဖို့အတွက်တင်ယူလိုက်မယ်လို့တွေးလိုက်ကိုမိသားစုဒီချက်ကိုပြောင်းလဲဖို့အတွက်တင်ယူခြင်းတွေလုပ်နိုင်မယ်ဆိုလို့ရှိရင်ကျမတို့မအောင်နိုင်ဘူးလား နေနိုင်တာပေါ့ အားကြောင့်မို့ကျမတို့နောက်ပြီးလို့ရှိရင်ကျမတို့ဒီတင်တန်းတွေမှာဆိုနေနဲ့ပြောလို့ရှိရဲ့ကိုကရေရှည်အောင်မြင်ခြင်းနဲ့ရေရှည်ပြောင်းလဲခြင်းနဲ့ဆိုဘာလို့ကလဲတင်တန်းတွေတက်ရမယ်ဤစနစ်နည်းလမ်းတွေကိုတင်ယူရဒါမှကျမတို့ဝင်းဝသွားလို့ရတကယ်တော့ကိုကရေတိုပဲအောင်မြင်ခြင်းနဲ့ရတယ်ဘယ်လောက်တစ်ကောင်းလောက်ပဲရှိရတယ်တစ်ကောင်းထောင်လောက်ပဲရှိတယ်ဆိုလို့ရှိရင်မတင်နဲ့အမှမဖြစ်ဘူးဒါကိုရပေါ်မှာမူတည်ရပေါ့နော်ဒါတော့တင်ယူခြင်းတွေရှိမှအောင်မြင်နိုင်မှာလားဆိုတဲ့သူတွေအတွက်ဒီနေ့ပုံမှန်ကအောင်မြင်ခြင်းနဲ့ဆိုတင်ယူရမှာဖြစ်တယ်မအောင်မြင်ခြင်းဘူးတစ်ကောင်းလောက်ပဲလုပ်ခြင်းနဲ့ဆိုလို့ရှိရင်မတင်ယူနဲ့တကယ်တော့ကိုကတင်ယူခြင်းနဲ့ဘယ်လိုတွေးခေါ်မှုနဲ့တင်ယူရမလဲဆိုခုနကကျွန်မပြောပြလို့မျိုးတွေပေါ့မိသားစုအတွက်အတင်းပွဲအတွက်လူအများပြန်လဲညီဖို့အတွက်လို့တွေးလိုက်မယ်ဆိုရင်တော့ကိုကတစ်ချက်ပို့ပြီးတော့ကိုအရှိသွေးမြင့်ကျင်ခြင်းစိတ်ဖြစ်လာမှာဖြစ်တယ်နောက်တစ်ခုကကျတော့တင်တန်းတွေနေတန်းမှာဒီနေ့ဒီစီးပွားရေးအောင်မြင်မှာလားလို့မေးတဲ့သူတွေအတွက်ဒီနေ့ကျမတို့ပေါ့နော်ဒီနေ့ကျမတို့ရတင်ယူခြင်းမရှိဘူးဆိုပါစို့ဒီနေ့အကိုစီးပွားရေးလုပ်မယ်ကုမ္ပဏီနောက်ထပ်ရှိခိုင်မှရှိမှမသိဘူးဆိုရင်တကယ်လို့ဒီစီးပွားရေးမစစ်မှန်ဆိုရင်ကိုအောင်နိုင်တော့ဒါကြောင့်ကျမတို့ဒီချက်တွေသိလို့လိုတယ်ဟုတ်တယ်မလားနောက်တစ်ခု online ကနေပြီးတော့ကျမတို့ဒီနေ့ဒီစီးပွားရေး online စီးပွားရေးဖြစ်တယ်ဒီနေ့ AC ဒီလိုထဲမှာဆိုလို့ရှိရင် Oman Dubai Egypt ဟိုအမေရိကန်တို့ကနေဒါတို့ပေါ်စီယာတို့ကဟိုအနောက်ဥရောပနိုင်ငံတွေထိပါအာရှနိုင်ငံတွေမကဘူးအနောက်ဥရောပနိုင်ငံတွေထိပါဒီနေ့ကျမတို့ရတိုးချဲ့ထားတာကဲဒီနေ့အပေါ်ကနေပြီးတော့အမေရိကန်ကနေပြီးတော့စီးပွားရေးလုပ်တဲ့အသိမွှရှိတယ်ဆိုတာကြောင့်အပေါ်အမေရိကန်ထိသွားပြီးတော့ထိုးဖောက်နိုင်ပါလိမ့် ပဲသွားနိုင်ပါဘူး သွားနိုင်တော့အဲ့လိုပဲဒီနေ့ဒီစီးပွားရေးကဘာစီးပွားရေးလဲ online စီးပွားရေး online စီးပွားရေးပြကြပါလို့ရမယ်ကျမတို့ online ကနေပြီးတော့သိဖို့ရရုံးကြီးကိုအမြဲတမ်းလာနိုင်မှာရုံးကြီးမှာအမြဲတမ်းလုပ်နိုင်မှာမဟုတ်ဒီနေ့ကျွန်တော်ပြောပြလိုက်ဒီနေ့ဒီစီးပွားရေးကလေးချင်းနဲ့လည်းစီးပွားရေးလုပ်လို့ရတယ်ဟုတ်လားကျမတို့လေအိမ်ကူလုံးလို့ရင်းနဲ့လည်းစီးပွားရေးလုပ်လို့ရတယ်စက်ရုံလုံးလို့ရင်းနဲ့လည်းစီးပွားရေးလုပ်လို့ရတာတို့ကြောင့်ရုံးကနိုင်နေဖို့ကိုကအိမ်ထဲမှာနေဖုန်းရှိနေအကလိုင်းနေပြပို့စင်နဲ့နေစနစ်တွေစီကန်းချက်တွေလိုက်အောင်လုပ်သွားမယ်ဆိုလို့ရှိရင်ကျမတို့ရုံးကိုလာနိုင်မှာမဟုတ်ပါဘူးရှင် online စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်ဥရောပနိုင်ငံကြီးကို online ကနေချက်ချနေတာဖြစ်တဲ့ကြောင့်မို့မိတ်ဆွေတို့ကျမတို့ရုံးလာမှာအောင်မြင်မှာမဟုတ်ပါဘူးရှင်เนาะဒါကြောင့်မို့ကျမတို့ဒီနေ့ဒီခုလေးမှာကြည့်ရှုနေတယ်เนาะကျမတို့ AC Vision မြန်မာဒီရန်က 3K 4K ကိုပဲကြည့်တော့မိတ်ဆွေတို့ကျမတို့ဒီကနေပြောကြည့်ကြရတယ် online ကနေပဲကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့ရုံးတွေကို online ကနေပြီး apply လုပ်ကြတွေကဖျက်ပေးတယ်မိမိကိုယ်တိုင်လုပ်ကြည့်မှုရှိပြီးတော့မိမိကိုယ်တိုင် online ကနေပြီးတော့စနစ်တကျသိယူပြီးတော့ဒီစနစ်မှန်ကန်စွာစူးစမ်းသွားမယ်ဆိုရင်လည်းအောင်မြင်နိုင်ပါတယ်ရှင် ဟိုအရင်ကတော့ Yes တရားတော့မြတ်ကိုယ်ကအောက်တောင်းစားမလို့ပေါ့နော် ဟုတ်ကဲ့ ကျွန်တော်ကိုယ်ကဂျုံးမှာပြောနေတာပေါ့ နိုင်နေရှင် ဒီလိုပဲကျွန်တော်ပြလိုက်ရေတွေ့နေရတာအဲ့တော့အဲ့တော့ကျွန်တော်တည်မှုတွေလည်းအဲ့လိုပဲကျွန်တော်တို့ဟိုတရားဝတိကလည်းညာဝတိကလည်းငါနဲ့ကိုတိကလည်းဘယ်လိုလုပ်ကြလဲ ကဲရှင် မိတ်တွေကတာမန်လုံးပါပဲတာမန်သီးတော့ပဲတာမန်လူတွေတော့မရတာ နိုင်နေ စမပြောရတယ်အရင်သဘောကျတယ်
တေချာတယ်တော့ဝင်ဝင်ဒီတက်နေလို့ကြီးဒီတက်နေလာပြီးပင်ရပါပဲ ဟုတ်ကဲ့ရှင် ဒီတက်နေရတယ်ဒါဒီပါချင်းပေါ့တကယ်အောင်မြင်တဲ့သူတွေအတွေ့အကြုံရှိတဲ့သူတွေအဲ့ဒါဆက်တကယ်ကိုယ်ရလက်စိတ်နဲ့ပြီးတာ ဟုတ်ကဲ့ရှင် ဒီတော့ဟိုဘိုက်ပတ်စံနေအများကြီးရောက်အောင်ဒီတော့ကတိုးတက်အောင်တို့ကတကူတကတင်ပေးတဲ့အရာဟိုကတချို့တော့မသိကြကြောက်သူတွေကကျွန်တော်တို့ဖိုင်တဲ့ရှိမှာမဟုတ်တော့ ဟုတ်ကဲ့ရှင် တင်ရမှာမပြင်းနဲ့ခုနကဟိုကျွန်တော်မပြောတယ်မပြောခဲ့တယ်ပဲအတွေးလေးပဲပြောင်းလိုက်တယောက်ပဲနဲ့ဆိုတော့မသိချင်မသိတော့ ဟုတ်ကဲ့ရှင် ဒီမဲ့ဟိုကကိုယ့်ရဲ့အဖွဲ့ကြီးအောင်မြင်အောင်ပဲကိုပေးခြင်းနဲ့ညောက်စနေပြီးမှသွားတယ်။ဘာညာတဲ့ဟိုပြောတက်မှာသိနေပါလေသိပြီးလို့ရတယ်။ ကဲ့ရှင် ကိုယ့်ရဲ့မိသားစုတွေကဘောကပေါင်းလေးပေးခြင်းနဲ့ကိုယ့်ရဲ့မိသားစုတွေကပြီးတော့ဘောပေါ်တဲ့တက်ဖြစ်နေမှာသူတို့တော့ဝင်ပြီးနေဖြစ်နေမှာရမယ်။အဲ့တော့ကိုယ့်ရဲ့မိသားစုတွေးနေကိုယ့်ရဲ့အဖွဲ့ကြီးရဲ့တွေးလေးကိုတက်ပြီးတော့သိမှန်းဆိုရင်တော့ ကဲ့ရှင် ဟိုဒိုတိုင်းကသိကြည့်တဲ့တော့ပြင်းမှာမဟုတ်တော့ ကဲ့ရှင် အညာသဘောကြတာပဲ ကဲ့ရှင် ။နောက်တစ်ခုကကျတော့ဘာလဲဆိုတော့စက်ဘီကိုလေးပေးထားတာရှိတယ်ရင်ရတဲ့လူမှာတော့ ဟုတ်ကဲ့ရှင် တချို့ကကျတော့မိတ်ဆက်ပေးတဲ့ကိုယ်တိုင်ကဒီကွက်ကစမလို့တော့တို့တွေကပြောက်သွားတယ် ကဲ့ရှင် ကြောက်သွားတဲ့ကောင်ကတို့တွေတကယ်ဝင်ဝင်များလို့သွားတာလားဘာကြောင့်ထွက်လာလဲသူမသိရ ကဲ့ရှင် ဒါပေမဲ့သူတို့မိတ်ဆက်ပေးတဲ့သူတွေမရှိတော့ရင်ရောသူတို့ကိုယ်တိုင်ကဆက်ပြီးတော့အောင်မြင်နိုင်ပါမလားဆိုတဲ့အတွေးတွေကိုတိတ်ငင်သွားစေတယ်ကဲဆုပ်ပြီးလို့အောင်မြင်နိုင်ပါ ဟုတ်ကဲ့ပါဒီမိကုန်းလေးကကြတော့ရန်ဒီမှာကောင်းလို့ဟာကျမတို့ဟာဒီနေ့ AC မှာကြည့်ကြတဲ့လူတော်တော်များများဆိုကျမတို့ online မှာပဲပြပြ offline မှာပဲပြင်နေကြတယ်မိကုန်းလေးတွေပေါ့နော်ဒီနေ့ဒီဖြေလေးကိုဖြေရမယ်ဆိုရင်ဒီနေ့ကျမတို့ပေါ့ဒီနေ့ဒီစီပွားရေးနဲ့မိတ်ဆက်ပေးလိုက်တဲ့သူကတော့ကိုယ့်ကိုအမှန်တကယ်ပေးချင်လို့ဒီနေရာမှာအောင်မြင်နိုင်တယ်ဆိုပြီးတော့သူကကိုယ့်ကိုဒီနေ့ဒီစီပွားရေးကိုလည်းပေးလိုက်တာဟုတ်တယ်မလား ဒါဆိုလို့ရှိရင်ဒီနေ့သူကဟိုစီးပွားရေးလုပ်လို့ရအောင်အထက်နီးပြ post တွေနဲ့ချိတ်ဆက်ပေးခဲ့လား ရှိစတယ် ချိတ်ဆက်ပေးခဲ့တာဘယ်သူမှမကြည့်နဲ့ဒီနေ့ကျမတို့ KC Vision မြန်မာပြည်လာလေးချစ်ချစ်ဟုတ်တယ်နော်လူဆိုတာတော့တရားနဲ့ပြောကျမတို့စိတ်ချင်းလည်းမတူဘူးလောက်ဆောင်ချက်ချင်းလည်းမတူဘူးစူးစမ်းခြင်းစိတ်လည်းမတူဘူးစူးစမ်းအားထုတ်မှုတွေလည်းမတူတာဖြစ်တဲ့ကြောင့်လို့တချို့တော့သူတွေကလည်းတော့ကျမတို့လွယ်လွယ်လေးနဲ့လက်လျှော့လိုက်တဲ့သူတွေရှိတယ်တချို့တော့သူတွေကလည်းမိသားစုဘဝပုံစံမတူတဲ့ခါမှာသူကတော့ဟာလားသူမိသားစုမှာသူ့ဥဆောင်လေးရတယ်သူဝင်ငွေအများကြီးရှာပေးနေနိုင်တယ်ရက်တင်နိုင်တဲ့သူမျိုးဆိုရင်တော့လွယ်လွယ်လေးထွက်ပါ ဟုတ် ဒါပေမဲ့ကျမတို့လိုလူမျိုးကိုလာမေးတယ်ဆိုရင်တော့ဒါကျမတို့ကမိသားစုကိုလည်းကိုကဒီချက်ပို့ပြီးတော့ကိုနိုင်ကိုကမြစ်တည်ပေးနေရတဲ့သူရှိတယ်။ကိုရင်နောက်မှာဆိုလေကိုမိကိုပြီးကြောင်းတက်နေတဲ့သူတွေရှိတယ်။ကိုမိကိုပြီးကျမ်းလာကောင်းကိုစူးစမ်းနေထိုင်နေတဲ့မိသားစုတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီလူတစ်ယောက်ရှင်လာပြီဆိုလို့ရှိရင်တော့ရီမန်းချက်အိမ်မက်ပန်းနိုင်ရှိတဲ့သူကအချိန်တိုလေးတွေမှာပြတ်ပြတ်သွားတာပဲ ဟုတ်တယ်ဟုတ် ရီမန်းချက်အိမ်မက်ပန်းနိုင်ရှိတဲ့သူကကြာတာပဲ။ဒါဆိုရင်အဲ့ဒီလိုရီမန်းချက်အိမ်မက်ပန်းနိုင်မရှိတဲ့သူကကိုမိတ်ဆက်ပေးတဲ့သူဖြစ်တယ်ဆိုရင်ကျမတို့ကဝမ်းနည်းစရာမလိုဘူး။ဒါပေမဲ့သူ့ကိုကျေးဇူးတင်လို့ရသူ့ကိုကျေးဇူးတင်ရမယ်။ဒါကြောင့်လည်းဆိုတော့သူကိုယ်တိုင်ကကျမတို့ဒီဆိုမှအောင်မြင်ဖို့အတွက်သင်တန်းတွေနီးစနစ်တွေနီးလန်းတွေနီးပြတွေကိုရှိနေဆက်ဆက်ပေးသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ညကျမတို့ရပါဖြစ်လေဒီနေ့သူချိတ်ပေးခဲ့တဲ့ apply ပြမှုဘလို့တင်တဲ့နေမှာကျမတို့က design လုပ်မဲ့စူးစမ်းပေးတယ်ပြီးတဲ့အခါမှာကျမတို့ဒီစီပိုင်းကအားကချက်ရှိတယ်အဲ့ဒါအားလဲဆိုတော့ဘလို့တစ်ခုတည်းမှာပညာရေးသင်နေပြီးစီးပွားရေးခုလည်းနေလို့ရှိတော့စူးစမ်းနေပြီဆိုတာနဲ့သူကဘသူတောင်းလိုက်လဲသူကဘသူ apply လဲသူကဘသူနီးပြလဲမခွဲခြားထားဘူးရှင်ဒီနေ့ဒီကလူရဲ့နောက်ကောင်းဆောင်လီတာကြီးဒိုင်းမလီတာကြီးမဆင်မြနောက်ကတူမိသားစုတွေအကုန်လုံးဆိုဒီနေ့ဒီထဲမှာအကုန်လုံးပညာသိခွင့်ရဒါဆိုလို့ရှိရင်ကိုကဟာလာပြီးအိမ်မှာပန်းနိုင်တိုင်းစူးစမ်းလိုက်ရုံပဲဟာလာ apply လုပ်ကြမရှိတော့ဘူးဆိုရင်တော့ဒီနေ့ကိုယ်တိုင်အမှန်တကယ်စူးစမ်းကြတဲ့စိတ်တွေကိုမိသားစုတွေဒီချက်ပို့ပြီးတော့အောင်မြင်ပြောင်းလဲခြင်းတဲ့စိတ်တွေနဲ့ကိုရဲ့ဟာလာစူးစမ်းအားထုတ်မှုကိုကိုနိုင်တော့ကစူးစမ်းသွားဖို့ပဲလို့လား apply ပြဆိုတာတော့ကျမတို့အောင်မြင်အောင်ပြောင်းလဲအောင်လို့ချိတ်ဆက်ပေးတဲ့ဒီတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့သူတို့မရှိဘူးဆိုရင်လည်းကိုယ်မှန်တကယ်တော့ဒါ apply ပြရတယ်စူးစမ်းသွားမယ်ဆိုအောင်မြင်နိုင်ပါလေရှင် ဟိုအရန်တော့ကောင်းတဲ့ဖြေလေးပေါ့နော် ဟုတ်ကဲ့ရှင် အခုနကချက်တစ်ချက်အရန်ကြိုက်တယ် ဟုတ်ကဲ့ရှင် ဘာလို့လဲဆိုတော့ကျွန်တော်တို့ထူတော်သူတွေကကျတော့ကိုယ်မိတ်ဆက်ပြည်တဲ့ရှိတော့သူကအားငယ်သွားလို့ပြည့်သွားတယ်စင်ရဝါတယ်ဘလို့ရှိတော့ဒီရှိပါလည်းကိုယ်တိုင်လိုက်သွားတယ်ရောက်ဆောက်ဆောက်ခုနအပေါ်ကတော့ပဲသူမိတ်ဆက်ပြည်တဲ့သူကသူ့မှာရင်မချက်ကြီးစုမှလည်းကြီးမယ် ဒီရှင် ဒါပေမဲ့မလို့လို့ရင်မချက်ကြီးတဲ့သူနဲ့တွေ့ရင်တော့ဒါတော့မကြောက်တော့လက်တော့ပြောရမှာပဲ ကဲ့ရှင် တရားရင်မချက်မရှိတဲ့သူကတော့အခုနကဖတ်ပါလို့လေလက်ရှိကအားမငယ် အားငယ်ကြမလို့ အားငယ်ကြမလို့ကဲဆိုတော့မိတ်ဆွေကိုယ်တိုင်ကရင်မချက်ရှိတဲ့ဆိုရင်ရင်မချက်မရှိတဲ့ရှင်ပြီးတော့ဝမ်းနေဆောင်လို့ မှန်နေရှင် ကျွန်တော်တို့အရင်တော့ကြား ကဲ့ရှင် ဒီမှာဆိုရင်ကျွန်တော်လူကြီးအများကြီးရှိတာပဲ ကဲ့ရှင် ကိုယ့်ရဲ့ဒီကကိုယ့်ရဲ့လိုက်ကိုမိတ်ဆက်ပြတဲ့မရှိတော့ပါမှာတက်ကခုတွေခေါင်းတော်တွေအများကြီးရှိတဲ့သူတွေဆက်တော့မျိုးတော့မှာတာ မှန်နေရှင် အဲ့တော့အရင်ကအရင်တော့တွေ့တယ် ကဲ့ တော့စူးစမ်းမှုပဲလုပ်တာပေါ့ကဲနောက်ဆုံးနေမိခွေးတို့မေးချင်သေးတယ် ကဲ့ရှင် ဘာလို့အချိန်လေးရတယ်လည်းဒီကလာလို့ဆိုလေ ဟုတ်ကဲ့ရှင် မားရဲ့မိခွေးတွေမားရဲ့ပြည်တွေအိုက်ကိုကြည့်သေးတာ ဟုတ်ကဲ့ရှင် အချိန်ကဒီကတနာကြီးပဲဒီမှာချိန်ရတာဖြစ်တဲ့အတွက် ကဲ့ရှင် အဲ့တော့အဆုံးမိခွေးလေးကတော့ဗာလဲဆိုတော့
ဒီစီးပွားရေးကျွန်တော်တို့ကစူးစမ်းတဲ့ဆောင်ပါဆိုရင်လွယ်လွယ်လေးလားတဲ့။နောက်မခက်ခဲတာလားလွယ်လွယ်လေးနဲ့အောင်မြင်နိုင်လားနောက်ခက်ခဲပြီးမှအောင်မြင်နိုင်လား။အဲ့ဒီပုံမှာလည်းကျွန်တော်တို့တွေကနည်းနည်းလေးတော့ trade တွေရှိတာ ဟုတ်ကဲ့ပါဒီစကားလေးကကြာတော့ကိုယ့်ဘောပါဒီလေမှာဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျမတို့ဒီစီးပွားရေးကိုလွယ်လွယ်ကူနဲ့အောင်မြင်နိုင်တာဖြစ်တဲ့ပြင်အောင်မြင်နိုင်တာဆိုလောကကြီးထဲမှာကြာတော့ဘယ်အရာမှလွယ်လွယ်လို့မရှိပါဘူးဆိုဒီနေ့ကျမတို့ခန္ဓာကိုယ်တစ်ခုလုံးတော့မှာပဲပြည့်စုံမှုရှိရတယ် ဟုတ်တယ် ဟုတ်တယ်နော်ကျမတို့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက်ကျမတို့တမင်းစားစိတ်ဆိုတမင်းစားပေးရတယ်ရေဆိုလို့ရှိရင်လည်းကျူးတတာတောက်ပေးရတာလို့ရှိတယ်ကျမရေကောင်းဖို့အတွက်ဒါကျမတို့ခန္ဓာကိုယ်အတွက်ကိုပြန်လည်ပြီးတော့ပေးဆက်ရတာဒီတဲ့ကြောင့်ဒီနေ့လုပ်ငန်းတစ်ခုမှာအောင်မြင်ဖို့အတွက်ကစီးပွားရေးတစ်ခုမှာအောင်မြင်မှုတစ်ခုရဖို့အတွက်ဆိုတာတော့ဘယ်အရာမှမလွယ်ဘူးပါဘူးရှင်စူးစမ်းအားထုတ်မှုတော့ရှိရတယ်လွယ်လွယ်လေးနဲ့ရတယ်ဆိုတဲ့နေရာကတော့ဘယ်အရာမှမရှိပါဘူးဒီနေ့မိတ်ဆွေတို့ကျမတွေကနော်လွယ်လွယ်လေးရတဲ့နေရာရှိခဲ့တယ်ဆိုရင်တော့မှပဲမစစ်မှန်တဲ့အရာကိုပဲရခဲ့တာဥပမာဆိုပါစို့ကျမတို့ပိတ်ဆက်ချားတာချင်လုံးလို့ရတာရတယ်။ဓမြပိုက်လို့ရတယ်ဟုတ်လားကျမတို့ပန်းလေးတော့ဖောက်လို့ရဒါပေမဲ့ပိတ်ဆက်တော့လွယ်လွယ်ရဘယ်အချိန်ဘယ်လိုပြန်ထွက်လာရမယ်ဆိုတာဘူးမသိဘူးဘယ်အချိန်ဘယ်လိုမိသားစုနဲ့ပြန်လဲစုံစမ်းရမယ်ဆိုတာမသိဘူးတချို့သောနိုင်ငံတွေမှာဒီလိုလုပ်ကြလုပ်လဲဆိုမိသွားတာနဲ့ကြိုးပေးခံရတာလည်းရှိတယ်ဟုတ်တယ်ဟိုကတစ်ခုလုံးပါသွားနိုင်တယ်ဒါကြောင့်မို့လွယ်လွယ်လေးရတဲ့အရာကအရှမ်းကိုအန္တရာယ်များတယ်ဘယ်အရာမှလည်းလွယ်လွယ်နဲ့မရဘူးဒါကြောင့်ဆက်စမဆိုတဲ့ဒီစီဝိုင်းမှာလည်းကျမတို့လွယ်လွယ်နဲ့မရဘူးဒါပေမဲ့လူတိုင်းအောင်မြင်နိုင်တယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းအောင်မြင်နိုင်တဲ့နီးလန်းတွေနီးစနစ်တွေလူတိုင်းအောင်မြင်နိုင်တဲ့ကျမတို့ view ဟာအပစ်စံတွေရှိလို့ကျမတို့ဒီနေ့ဒီစီဝိုင်းမှာလွယ်လွယ်နဲ့တော့အောင်မြင်နိုင်တယ်လူတိုင်းအောင်မြင်နိုင်တယ်လို့ကျမတို့ပြောချင်ပါတယ်ရှင်။ ဟိုအရန်မှာကောင်းလိုက်တဲ့ဒီလေးတွေပေါ့နော်။ဒီလေးရဲ့တနာရီမျိုးမှာတော့အကျဉ်းဆုံးအတိတ်ပဲကြည့်သွားတာပေါ့နော်။ဟုတ်လားကျွန်တော်ကိုယ်တိုင်လည်းဒီလေးအောင်မြင်တဲ့စကားပြောခွင့်မြင်ခွင့်ရတဲ့နေမှာညာကြီးသင်ခန်းစာတွေကြားလိုက်တယ်။တေချာကကျွန်တော်ကိုယ်တိုင်အမားလို့ပြောကြိုးစားပါပဲ။ ကဲစီ အဲ့တော့ဒီကမိတ်ဆွေတို့တွေနဲ့ကျွန်တော်တို့ဒီအတိုင်းလာလေးမှာလေဒါဒီရဲ့ပြည်တော်လေးတွေအောင်မြင်တဲ့သူတွေတွေးခေါ်နေတဲ့ညှောက်ပြီးသွားတာတော့ကျွန်တော်တို့အစီအစဉ်ကတော့ပြီးသွားပြီ ဟုတ်ကဲ့ရှင် အဲ့တော့နောက်ရက်ဒီမှာလည်းနောက်ရက်တွေကျွန်တော်တို့က၄ဘက်ဒီမှာဆိုရင်ဒါ supervise မှာ၄ရက်တွေ့တယ်ပေါ့ ကဲရှင် ကျွန်တော်ညဘက်ဒီမှာဆိုလည်းတရားကမျိုးတွေကဒါမျိုးတွေမှာပြန်လေပြီးတော့လက်ဆင့်ကမ်းပေးတယ်ပေါ့ကျွန်တော်ပြောလိုက်ဆိုမှဆိုရင်ချိန်တိုင်းပြောမှဆိုရင်တော့တင်းနေတာလေးကိုနေမှာဆိုရင်အောင်မြင်တဲ့သူတွေကမိတ်တွေလာရဖို့ရှောက်ပြီးတယ်ဗုဒ္ဓဘူးနေ့မှာဆိုတော့ကျွန်တော်တို့တော့ဆရာဝန်တွေဆက်လုပ်တဲ့စီကြောင်းတွေကိုသိမြောက်ပြီးတဲ့အစီအစဉ်ဖြစ်တယ်ကောင်းကြနေ့မှာကျွန်တော်တို့quest project ဝင်ကြရတဲ့သူတွေအောင်မြင်သွားတဲ့သူတွေကိုလည်းလက်တွေ့ရှာကြတဲ့အပိုင်းလေးတွေကြောက်ဝင်ပေးတယ်ကျန်တဲ့နေ့မှာဆိုလည်းကျွန်တော်တို့ဒါမိဆက်ရအမြုပ်ငယ်လေးတွေကနေတော့ကျွန်တော်တို့ကိုယ်တိုင်ကိုယ်ကျဂျုံးနေမှာလာရောက်ပြီးတော့မနက်ဖြန်ကျွေးလာရောက်ပြီးတာတဲ့သူတွေအတွက်စူပါဝီစတက်တွေလည်းရုံးပါစေပေါ်မှာရှိပါတယ်အဲ့တော့ကျွန်တော်တို့ online မှာဆိုတော့တိတ်ကြတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းဒီကနေ့ကအောင်မြင်တဲ့သူတွေရဲ့အတွေ့အကြုံလေးတွေမိမိတွေသဘောကျချမ်းနေတဲ့သူတွေလည်းကျွန်တော်အနေနဲ့လုံးဝယုံကြည်ပါတယ်အဲ့ဒါဆိုလည်းအရင်ကကျေးဇူးတင်ပါတယ်ဝေဒရရဲ့ရေးရေးချင်းကိုကတော့ဒီမှာဆိုလို့ရှိရင် Facebook live ဆိုမှရေးနေတယ်လေးကိုနေရာများအတွက်မဟုတ်ဘူးကိုကလည်းပြပေးချင်တယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုလုပ်တဲ့အခါမှာနီးစနစ်နီးလန်းနဲ့အခြေဆိုတာရှိတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့စုံတွဲခွင့်ရမယ်ဆိုပြီးဒါကြီးနောက်တစ်ချိန်တော့စုံပြင်ပါသေးတယ်စုံပြင်သေးတယ်မှာလက်ရှာတော့စုံပြင်သေးတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါဆိုရင်ဒီကဘုရားလည်းကျွန်တော်မရှိလို့လည်းကျင်းတဲ့သဘောကျလိုက်ပြီလေဟုတ်ကဲ့ပါဒီဒါလည်းဒါဆိုကျွန်တော်တို့ဒါတနင်္လာနေ့ကြားလို့ရှိရင်เนาะဒါကျွန်တော်တို့ဗုဒ္ဓဘူးနေ့မှာဒါတစ်ခု product စီစဉ်လေးကိုပြန်လည်ပြီးတော့ကျွန်တော်တို့ကြည့်ရှုပေးကြမယ်လို့ပြောရင်းနဲ့အားလုံးပဲနေလာညချလေးပါတကယ်လို့မသိတာမတတ်တာရှိရင်လည်းညဆို Telegram group တွေမှာပြန်လည်လေ့လာကြဖို့အတွက် group တွေကိုထည့်ပေးတာနဲ့ upline နည်းနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ပြန်လည်ဒီစီးပွားရေး plan တွေယူဖို့အတွက်ပြန်လည်ဖြစ်ပေါ်ပါလို့ပြောရင်းနဲ့ဒီငလာနဲ့ပါရှင်